Okay ပါကျေးဇူးတင်ပါတယ်ကျွန်တော်တို့အချိန်ဒီတိုင်းမှာเนาะဘုရားခင်ကောင်းမြတ်ပါတယ်เนาะကျွန်တော်တို့မနေ့ကကောင်းမြတ်သည်ယနေ့ကောင်းမြတ်သည်ကောင်းမြတ်အောင်မည်ဆိုတဲ့ဓမ္မချီးမွမ်းခြင်းလေးကိုကျွန်တော်တို့เนาะမိသားရတိုင်းမှာအသင်းတော်တိုင်းမှာကျွန်တော်တို့ဆိုကြတယ်ပေါ့เนาะဒါကိုအလေးနဲ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မြန်မာပြည်တစ်ခုတည်းမဟုတ်ဘူးเนาะနိုင်ငံတကာမှာအခုတွေ့ကြုံနေရတဲ့အရာတွေကเนาะအင်တာမှာပဲစိတ်ရှုပ်ထွေးစရာကောင်းတယ်စိတ်ပြက်စရာကောင်းတယ်ဒေါသထွက်စရာကောင်းတယ်မချီးမွမ်းနိုင်တဲ့အခြေအနေတွေကသူ့နိုင်ငံနဲ့နိုင်ငံမှာအသီးသီးတွေ့ကြုံနေရတယ်เนาะဆိုတော့မထင်မှတ်တာတွေလည်းဖြစ်နေတယ်เนาะပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲဆိုတော့အိန္ဒိယနိုင်ငံမှာเนาะလင်းပြန်တစ်စင်းကမထင်မှတ်ပဲနဲ့เนาะပြက်ကျသွားပြီးလူနေအိမ်ကိုเนาะဝင်တိုက်သွားတဲ့အခါမှာเนาะအိမ်မှာရှိတဲ့သူတွေလည်းငါတို့သိရမယ်ဆိုတာလဲเนาะစဉ်းစားမိမှာမဟုတ်ဘူးလေเนาะဆိုတော့ဒါကြောင့်အခြေအနေကိုကြည့်မယ်ဆိုရင်တော့เนาะအခုစစ်ပွဲတွေကလည်း Israel Iran เนาะဖြစ်နေတဲ့အရာတွေဆိုပြန်ကြည့်မယ်ဆိုရင်เนาะကျွန်တော်တိုင်းပြည်မှာတခုတည်းမဟုတ်ဘူးဆိုတာကိုတွေ့ရတယ်။တူဦးချင်းရဲ့အသက်တာမှာပြန်ကြည့်မယ်ဆိုရင်လေเนาะကျွန်တော်တို့ကเนาะကဲကိုးတာပေါ့เนาะပြန်ပြီးတော့မတူညီတဲ့เนาะအခက်အခဲတွေရှိမှာဖြစ်တယ်เนาะပြဿနာတွေရှိမှာဖြစ်တယ်ဒါပေမဲ့လေเนาะကျွန်တော်တို့နားလဲရတဲ့အရာတစ်ခုကเนาะကျွန်တော်တို့မဿဲ28เนาะ19-20မှာပါတိုင်းသင်တို့သွားရလူမျိုးတွေကောင်ငါတကယ်ဖြစ်စီလေเนาะငါဒီလေကကပါကုံတိတိုင်အောင်သင်တို့တူအစဉ်ပြတ်ရှိမယ်เนาะခုနကဆရာမတက်တက်ခံသွားတယ်เนาะတကူသုံးမျိုးဟိုအမိမပြုတ်ဘူးဆိုရင်တော့ကျွန်တော်တို့ဘယ်လိုမှလုပ်လို့မရဘူးเนาะဆိုတော့ကျွန်တော်မှာအသိပညာအတတ်ပညာတွေရှိကောင်းရှိလိမ့်မယ်เนาะကျွန်တော်တို့ဓမ္မပညာနဲ့ဆိုင်တဲ့เนาะဘွဲတွေเนาะအနေနဲ့အများရှိကောင်းလဲရှိမယ်เนาะသင်တန်းတွေတက်ထားတဲ့အတွေ့အကြုံတွေလည်းရှိမယ်နည်းပညာတွေလည်းကျွန်တော်တို့ရှိကောင်းရှိမယ်တိုးတိုးလေဒီအရာတွေကเนาะအခုလိုမျိုးဖြစ်လာတဲ့အခြေအနေမှာကျွန်တော်တို့ကိုဘာမှเนาะမကယ်တင်ပေးနိုင်ဘူးဆိုတဲ့အရာကိုကျွန်တော်နားလဲရတယ်ပေါ့เนาะဆိုတော့ဒီမနေ့မှာလည်းเนาะကျွန်တော်ကျန်တာဖတ်တော့ဆိုတော့ဘုရားခင်ကဘာနဲ့ပြန်ပြီးတော့ဆိုတော့ဆင်ခြင်ဒီတတိပေးလေဆိုတော့ပေတရုရေပေါ်မှာလမ်းလျှောက်ရင်းနဲ့နစ်မြုပ်လို့ဖြစ်သွားတယ်เนาะဒီအဖြစ်ပြက်လေးကကျွန်တော်အားလုံးသိရဲ့ဆိုတော့အဖြစ်ပြက်လေးဆိုတော့ဖြစ်တယ်ဆိုတော့ရေပေါ်မှာလမ်းလျှောက်နိုင်တဲ့အနေထားကเนาะဘာကိုဆိုလိုတာလဲနစ်မြုပ်သွားတယ်ဆိုတဲ့အနေထားကဘာကိုဆိုလိုတာလဲเนาะကျွန်တော်အားလုံးသဘောပေါက်ပါလိမ့်မယ်เนาะခရစ်တော်ကတရားလုံးဆုတောင်းပြီးတော့မှတပည့်တော်တွေကိုလေနဲ့เนาะအရင်လွတ်လိုက်တယ်ပေါ့เนาะဆိုတော့ခရစ်တော်မှာရည်ရွယ်ချက်ရှိเนาะဆိုတော့ကျွန်တော်တို့ပြဿနာတိုင်းမှာလည်းရည်ရွယ်ချက်ရှိတယ်ဆိုတော့တပည့်တော်တွေကเนาะအိုင်အလဲမှာเนาะလင်းမင်းမုန်တိုင်းနဲ့တွေ့ကြုံနေရတဲ့အခြေအနေကိုခရစ်တော်ကသိပါတယ်เนาะအဲ့ချိန်မှာ तू ကသင်ပေးခြင်းတဲ့အရာကလိုင်းတဘိုးတွေထနေတဲ့အခြေအနေထဲမှာ तू ကရေပေါ်မှာလမ်းလျှောက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ကเนาะသူဟာလေမုန်တိုင်းတွေကိုအစိုးရတဲ့ဖရားဖြစ်တယ်ဆိုတဲ့အရာကို तू ကသိစေခြင်းတယ်เนาะအခက်အခဲပြဿနာတွေရဲ့အပေါ်မှာရှိတယ်ဆိုတော့ကျွန်တော်တို့ကိုနားလေစေခြင်းနဲ့သိစေခြင်းနဲ့เนาะဆိုတော့အဲ့တော့ तू ကရေပေါ်မှာလမ်းလျှောက်လာတဲ့အချိန်မှာတခါမှအတွေ့အကြုံမရှိဘူးတဲ့တပည့်တွေကကြောက်လန့်သွားတာပေါ့နော်ဖုတ်တစီဖြစ်လားနော်ဖုတ်တစီလားနော်အဲ့မှာ तू က confirmation ပြန်ပေးရတယ်တခါမှကျွန်တော်တို့ကနော်ကြီးပြင်းလာတဲ့အတိုင်းဝိုင်းအနေထားတခုမှာကျွန်တော်တို့ကနားလေတဲ့နော်သိတဲ့အရာကအတိုင်းတာလေးတခုပဲရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မသိတဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ဘုရားခင်ကအဲ့ဒီအခြေအနေအဖြစ်သင်ပေးလိုက်တယ်နော်ငါပင်ဖြစ်တယ်နော်ငါပင်ဖြစ်တယ်မကြောက်နဲ့နော်တည်ကြည်သောစိတ်ရှိစေလို့ဆိုတော့အခုလိုမျိုးကျွန်တော်မြန်မာပြည်မှာတွေ့ကြုံနေရတဲ့အနေအထားတွေဖြစ်လာခါမှာတခါလေကျွန်တော်တို့ကတုန်လို့သွားတယ်နော်
ဓမ္မတပည့်တော်တွေခရစ်တော်နော်ကြောက်ရွံ့ခြင်းမရှိနဲ့နော်တုန်လုံးခြင်းမရှိနဲ့ငါပင်ဖြစ်သည်နော်ငါပင်ဖြစ်သည်ဆိုတော့တပည့်တော်12ယောက်ထဲမှာအားလုံးကြားတယ်နော်အားလုံးကြားတဲ့အထဲမှာမှထူးထူးခြားခြားနော်ပေတရုကနော်အားလုံးကြားရင်တော့အခြေအနေအတူတူပဲခံစားရတယ်အခြေအနေတွေအတူတွေ့ကြုံရတယ်ဒါပေမဲ့တုံ့ပြန်လိုက်တဲ့သူကပေတရုကထူးခြားသွားတယ်နော်ကြားတဲ့12ယောက်ထဲမှာပေတရုကသခင်ကိုတော်မှန်ရင်နော်သခင်ကိုတော်မှန်ရင်ဆိုတာအဓိပ္ပာယ်ကကိုတော်ဟာလေမုန်တိုင်းရဲ့အရှင်လေမုန်တိုင်းရဲ့သခင်နော်လေပြင်းမုန်တိုင်းလိုင်းတဘိုးတွေကိုအစိုးရတဲ့သခင်ဖြစ်တယ်ဆိုရင်ကျွန်တော်ဒီပေါ်မှာလမ်းလျှောက်လာခဲ့ရမလားဆိုတော့အဲ့အရာလေးကနော်ကျွန်တော်တို့တက်တာအတွက်နော်ထူးခြားတဲ့နော်အရာလေးပေါ့နော်ဆိုတော့လာခဲ့ဆိုတော့လာခဲ့တာပဲနော်သွားလိုက်တာနော်အဲ့ဒီအတွေ့အကြုံကိုပေတရုရသွားတာနော်ပေတရုရသွားတာအဲ့တော့ကျွန်တော်တို့လည်းဒီမှာရှိတဲ့ဆရာမကြီးလေနော်ဖះစကားနားထောင်အောင်ပြီးတော့မှစက်ကပ်ပြီးလုံနေတဲ့အခြေအနေအတိုင်းအတာလေးမှာဆိုတော့ဘာတွေတွေ့ကြုံနိုင်လဲအခုနလိုမျိုးမထင်မှတ်တဲ့နော်အခြေအနေတွေတွေ့ကြုံလာရဝယ်ရှိတယ်တွေ့ကြုံလာတဲ့အခါမှာနော်ကျွန်တော်တို့ခုနပေတရုကတော့နော်ဒါဖျားခင်ကကျွန်တော်တို့ကိုသင်ခန်းစာသင်ပေးတာပါနော်ပေတရုကသူ့ရဲ့အာရုံစူးစိုက်မှုကဘယ်ရောက်သွားလဲဆိုတော့အခြေအနေကိုရောက်သွားတဲ့အခါနော်အခြေအနေရောက်သွားတဲ့အခါမှာနှိမ့်မြုပ်မှုဖြစ်သွားတယ်နော်ဒါကခရစ်တော်ကပေတရုအပြစ်မပြောဘူးနော်အပြစ်မပြောဘူးအပြစ်မတင်ဘူးနော်အဲ့ခါမှာပေတရုပိုင်းကဘာလုပ်ရလဲဆိုတော့သခင်ကယ်ပါ Lord save me နော် Lord save me သခင်ကယ်နော်ဒါကျွန်တော်တို့ဘက်ကပေတရုကဲ့သို့လုပ်ရမယ်ညာနော်ကျွန်တော်တို့လည်းလေမုန်တိုင်းတွေတွေ့ရတဲ့အခါမှာနှိမ့်မြုပ်လူမတက်နော်ဖြစ်သွားနိုင်ပွဲရှိပါတယ်အဲ့မဲ့ပေတရုလိုသခင်ကယ်ပါလို့ပြောရင်နော်ကိုတော်ကဆွဲမခဲ့ပြီးနှစ်ယောက်အတူလေထဲကိုရောက်သွားတဲ့အခါမှာလေငိမ့်သွားတာနော်ဆိုတော့ဒါကနော်ကျွန်တော်တို့ဘုရားခင်ရဲ့နိုင်ငံတော်သားနာကိုလုပ်တဲ့အခါမှာနော်ကျွန်တော်တွေ့ကြုံရမယ့်အနေအထားလေးဖြစ်တယ်နော်ဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့ရှေ့ဥစွာနော်ဒီဘုရားခင်ကစကားပြောတဲ့အရာလေးကိုဝေငှခြင်းဖြစ်တယ်ပေါ့နော်ဒီနေ့မနေ့နော်နိုင်ငံတော်သားနာနဲ့ပတ်သက်ပြီးတော့မှနော်ကျွန်တော်တို့သူကနော်ပြန်စဉ်းစားရအောင်နော်ကျွန်တော်တို့အခုနော်ဒီ Zoom meeting ထဲမှာခုနကျွန်တော်ကြည့်လိုက်တော့အယောက်90ကျော်ရှိမှာပေါ့နော်ဆိုတော့ပြီးခဲ့တဲ့အချိန်တွေမှာလည်း100ကျော်ရှိတယ်ဆိုတော့အချိန်တွေလည်းရှိတယ်အခု90ကျော်ရှိတယ်တချို့အချိန်တချို့အပတ်တွေမှာဆိုလည်း50ကျော်ရှိတယ်နော်အဲဆိုတော့တချို့ကလည်းတာနာခီးစီနဲ့သွားတဲ့ခါမှာမပါဝင်နိုင်ဘူးအကြောင်းမျိုးမျိုးကြောင့်နော်မပါဝင်နိုင်တဲ့သူလည်းရှိတယ်နော်သို့တော်လည်းဘုရားခင်ကကျွန်တော်ကိုတပတ်တစ်ခေါက်နော်နေ့မိသားစုမိခါရစီစဉ်လေးမှာကျွန်တော်ကိုအမြဲတမ်းတွေ့ဆုံခွင့်ပေးတယ်နော်အခုဒီမှာပါဝင်ကြတဲ့သူတွေထဲမှာလူသစ်တွေလည်းအများကြီးပေါ့နော်ကျွန်တော်မသိဘူးနော်ဒါပေမဲ့ကျွန်တော်သိတဲ့နော်လူဟောင်းတွေလည်းရှိတယ်နော်ကျွန်တော်မသိတဲ့လူသစ်တွေလည်းရှိတယ်သို့တော်လည်းကျွန်တော်အားလုံးကဘုရားသခင်ရဲ့တခုတည်းသောနိုင်ငံတော်သားနာကိုလှုပ်ဆောင်နေတဲ့သူတွေဖြစ်တယ်နော်ဆိုတော့တခုတည်းသောနိုင်ငံတော်သားနာကိုလှုပ်ဆောင်နေတဲ့သူတွေဖြစ်တဲ့အခါမှာနော်ကျွန်တော်တို့နော်တူတူကနော်ထိထိရောက်နဲ့နော်စီစီလုံးလုံးနဲ့နော်တလုံးတော်အဒီနဲ့ဝမ်းမြောက်ပျော်ရွှင်စွာနဲ့နော်ဘလူးထိရောက်စွာပူပေါင်းဆောင်ရနိုင်မယ်ဆိုတဲ့အရာကိုကျွန်တော်စဉ်းစားဖို့လည်းအရေးကြီးတယ်နော်ဘာဖြစ်လို့ဆိုတော့သခင်ခရစ်တော်ကငါသည်စပြည့်တော်ဖြစ်တယ်သင်တို့သည်အခက်များဖြစ်တယ်လို့ပြောတယ်နော်ခရစ်တော်ကကိုယ်ခန္ဓာဖြစ်တယ်ကျွန်တော်ကကိုယ်ခန္ဓာရဲ့အစိတ်ပိုင်းတွေဖြစ်တယ်နော်ဆိုတော့ကျွန်တော်လူလို့ပြောလိုက်ရင်နော်လူလို့ပြောလိုက်ရင်လူမှာဘာရှိမလဲခေါင်းရှိမယ်မျက်လုံးရှိမယ်နှာခေါင်းရှိမယ်ပါးစပ်ရှိမယ်နားရှိမယ်နော်လက်ရှိမယ်လက်ချောင်းလေးတွေရှိမယ်နော်တော့တကူလုံးကိုဆင်းသွားရင်နော်ကျွန်တော်တို့အစိတ်ပိုင်းလေးတွေရှိတယ်နော်အဲ့တော့လက်ကလည်းငါလက်ပဲလို့ပြောလို့မရနော်ခေါင်းကလည်းငါခေါင်းပဲလို့ပြောလို့အဲ့တော့ကျွန်တော်ရဲ့ကိုယ်ခန္ဓာတစ်ခုကနော်အဆင်ပြေစွာလှုပ်ရှားသွားလာနိုင်ဖို့ဆိုရင်
အားလုံးကနော်ကိုခန္ဓာနော် one body ဆိုတဲ့အရာနော်တယောက်နိုင်ငံတော်သားနာကိုကျွန်တော်တို့တည်တည်ချာချာပိုင်နိုင်နော်လေ့လာထားပြီးသားသူတွေလက်တွေလည်းလုပ်နေတဲ့သူတွေဆိုရင်ကောင်းသိမယ်1 2 3ဗာလဲဖရာသခင်ရဲ့ဘုံနော်ဆိုတော့1 2 3ဖရာသခင်ရဲ့ဘုံနော်1ကျွန်တော်တို့မှာဖရာသခင်တဆူကြီးပဲရှိတယ်နော်ဆိုတော့1ကျွန်တော်တို့မှာဖရာသခင်နိုင်ငံတော်တခုနိုင်ငံတော်ခင်တပါးပဲရှိတယ်နော်ကျွန်တော်တို့မှာတန်ရှင်းသောဝင်တော်တခုပဲရှိတယ်ကျွန်တော်တို့မှာကိုခန္ဓာနော်ကျွန်တော်တို့မှာယုံကြည်ခြင်းတပါးပဲမျှော်လင့်ခြင်းတပါးတစ်ပဲနော်ကျွန်တော်မှာနှစ်တွေပါတွေနော်ကွဲပြားတဲ့အရာတွေနော်ကျွန်တော်တခုတည်းသောနိုင်ငံတော်တာနာပဲဒါပေမဲ့နှစ်ဆိုတဲ့အရာကြမှာကျွန်တော်တို့ကဖះကိုချစ်မယ်လူကိုချစ်မယ်နော်ခရစ်တော်နာလိုက်မယ်လူကိုများမယ်ဆိုတဲ့နော်ကျွန်တော်ရဲ့လောက်ရမယ်နော်ကျွန်တော်ရဲ့အပိုင်းနှစ်ခုရှိတယ်ဖះကိုချစ်ရမယ်နော်နှစ်ကလူကိုချစ်ရမယ်နှစ်ခုပဲနော်ဖះကိုချစ်တယ်ဆိုတာဖះနောက်လိုက်မယ်ခရစ်တော်နောက်လိုက်မယ်နော်ကျွန်တော်လောကမှာအသက်ရှင်တဲ့ခါမှာကျွန်တော်ဘယ်သူနောက်လိုက်မလဲနော်ကြော်ကြောင်းမှုနောက်လိုက်မလားငွေချင်းနောက်လိုက်မလားကျွန်တော်တို့နာမည်ကြော်ကြောင်းမှုနောက်လိုက်မလားစပွန်ဆာနောက်လိုက်မလားနော်လူမျိုးဆွဲပုဂ္ဂိုလ်ဆွဲဂိုင်းနာဆွဲအသိတော်ဆွဲနောက်ကိုလိုက်မလားနော်ဖျားခင်ကတော့တင်းဖျားခင်ထာဝရဘုရားကိုစိတ်လုံးအကျွင့်မဲ့ကိုယ်စွမ်းရှိသည်မှဉာဏ်စွမ်းရှိသည်မှနဲ့ရှစ်ပါလို့ပြောထားတယ်အဲ့တော့ကျွန်တော်တို့ကခရစ်တော်နောက်လိုက်ဖို့ပဲဖြစ်တယ်နော်ခရစ်တော်နောက်လိုက်ပြီးရင်တပိုင်းတစ်ထဲမှာလူကိုများဖို့ဖြစ်တယ်နော်ဆိုလူကိုများတယ်ဆိုတာလူတွေကိုခရစ်တော်စီကိုပို့ဆောင်ပေးဖို့နော်ခရစ်တော်ကဲ့သို့ခရစ်တော်နောက်လိုက်တဲ့သူတွေဖြစ်လာဖို့ကျွန်တော်ကကူညီပံ့ပိုးပေးရနော်အဲ့ဒါနှစ်နော်သုံးခုနတက်တည်ခံသွားတယ်ဆံမနော်တကူသုံးမျိုးဆူတောင်းရင်တကူနှုတ်ကပတ်တကူတန့်ရှင်းတော်တကူနော်ဆိုအဲ့တော့ကျွန်တော်ကကိုခန္ဓာကိုအင်္ဂါချင်းတွေဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကထိရောက်စွာပူပေါင်းဆောင်ရွက်ဖို့ဖြစ်တယ်နော်ဒါကြောင့်အခုနေ့လေးနေ့မိသားရဟာဘသူကလောက်တာလဲဘသူကဥဆောင်တာလဲနော်အဲ့ဓာတွေပြောတာထဲအဲ့ဓာတွေမေးတာထဲကျွန်တော်တို့ဘာလုပ်နေလဲဘာအတွက်လုပ်နော်အဲ့ဓာကနော်အဓိကမေးရမယ်မေးခွန်းဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့အတူကလေ့လာဖို့နော်ဖျားခင်ကျွန်တော်တို့သိစီလို့တဲ့နော် 7 C's ပေါ့နော်အင်္ဂလိပ်ပြောမယ် C ခုနှလုံးပေါ့နော် C ခုနှလုံးရှိတယ်နော် C လို့ပြောလိုက်ရင်နော်အရင်ဆုံးနော်အားလုံးရဲ့ဘိုးအချုပ်ချာအချက်ချာနော်အထွတ်မြတ်အာနာဇက်အုပ်စိုးခြင်းရှိသည်မြနော်ပုဂ္ဂိုလ်ကဘာတူလဲလို့ပြောလိုက်ရင်ခရစ်တော်ဖြစ်တယ်နော် supreme ဆိုတာအထွတ်မြတ်အာနာဇက်ပဲနော်ခတ်သိမ်းသောသူတွေအထွတ်မြတ်နော်ဆို CHRIST Christ နော်ခရစ်တော်ဒါကြောင့်ကျွန်တော်တို့ဆရာကြီးတော်များများကဘာပြောလဲဆိုတော့သင်ရဲ့တက်တာထဲမှာခရစ်တော်ဖယ်ထုတ်လိုက်ပါတဲ့သင်ဘာဖြစ်သွားမလဲသင်တက်တာဘာအထိပ်ပဲရှိသွားမှာခရစ်တော်ကိုဖယ်ထုတ်လိုက်ခရစ်တော်မပါတဲ့တရားဟောဆရာခရစ်တော်မပါတဲ့ခရစ်ယာန်ခရစ်တော်မပါတဲ့တပည့်တော်ခရစ်တော်မပါတဲ့ဂိုင်းကနခရစ်တော်မပါတဲ့ဧဝံဂေလိဆရာခရစ်တော်မပါတဲ့တာနာပြုဆရာဘာဖြစ်သွားမလဲဘာမှတည်းမရှိတော့နော်ကျွန်တော်တို့ကခရစ်တော်ကိုဗဟုပြုတယ်နော် the center of our life နော်ခရစ်တော်ကိုဗဟုပြုတော့အသက်တာဖြစ်တယ်။ကြောင့်ရှင်ဘောလူကငါအသက်ရှင်သေးရမှာခရစ်တော်ဖြစ်တယ်နော်ငါအသက်ရှင်သေးရမှာခရစ်တော်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကခရစ်တော်ကိုဗဟုပြုတယ်အဲ့တော့ C ဆိုတဲ့ခရစ်တော်ကိုဗဟုပြုတဲ့အခါမှာကျွန်တော်တို့နော် C ခုလုံးနော်နောက်ထပ် C ခုလုံးအကြောင်းကိုကျွန်တော်တို့ဒီနေ့လေ့လာမှာဖြစ်တယ်နော်ကျွန်တော်တို့တကယ်ပဲနော်ဆုတောင်းပြီးတော့မှနော်နားထောင်စီခြင်းနဲ့ကျွန်တော်လည်းဒါဝင်းငါရင်နဲ့ကျွန်တော်လည်းစိတ်ထဲကနေကျွန်တော်ဆုတောင်းနေတယ်ဓမ္မရှိတဲ့ဆရာဆရာမတွေလည်းနားထောင်ရင်လည်းဆုတောင်းပါဖခင်ကျွန်တော်ကိုစကားပြောပါတန်ရှင်တော်ဝိတော်ဖခင်ကျွန်တော်ကိုတုံ့တင်ပါဒီနေ့နှုတ်ကပတ်တော်အားဖြင့်နော်ကိုရောကျွန်တော်ကိုစကားပြောပါနော်အဲ့လိုဆုတောင်းစိတ်ထဲကနေဆုတောင်းပြီးနားထောင်ပါအဲ့ဒါဆိုရင်တော့ကျွန်တော်ယုံကြည်တယ်ဒီကနေ့စီစဉ်ဟာဓမ္မရှိတဲ့ဆရာဆရာမတွေအတွက်ထူးခြားမှုကိုဖြစ်စေမှာဖြစ်တယ်နော်ထူးခြားမှုဖြစ်စေမှာဖြစ်တယ်မဟုတ်ဘူးဆိုရင်တော့ပုံမှန်လေးပဲကျွန်တော်တို့
ပါဝင်လှုပ်ရှားတဲ့သူတွေဆက်ဖြစ်နေလေနော်အဲ့တော့ဆက်ပြီးကြည့်အောင်နော်ထည့်စွာပူပေါင်းဆောင်ရွက်ခြင်း 7C so two are better than one နော်လူကတစ်ယောက်တည်းနှစ်ယောက်တာ၍ကောင်းတယ်တဲ့နော်ဆိုတော့ဓမ္မဆိုရင်နော်ကျွန်တော်တို့နော်ဒီနာယံကိုကြော်တက်ဖို့ဆိုရင်တစ်ယောက်တည်းကအစင်မပြေနိုင်ဘူးအဲ့တော့နှစ်ယောက်ပူပေါင်းပြီးကြော်တက်မယ်ဆိုရင်နော်ကြော်လို့ရတယ်နော်ဒေသနာကျမ်းထဲမှာလည်းပါတယ်နှစ်ယောက်တည်းတစ်ယောက်တည်းနှစ်ယောက်ကတာ၍ကောင်းတယ်နော်ဆိုသုံးလုံးတင်သောကျိုးသည်လည်းအလွယ်တကူမပြတ်တဲ့နော်သုံးလုံးတင်သောကျိုးဆိုတာနော်သုံးပွင့်ဆိုင်ပေါ့ပြောမယ်ဆိုရင်တော့ပူပေါင်းဆောင်ခြင်းပေါ့နော်ခမည်းတော်သားတော်တန်ရှင်းသောတော်ကနော်ဖျားခင်တဆူကြီးဖြစ်ပေမဲ့ပုဂ္ဂိုလ်၃ပါးရှိတယ်ခမည်းတော်သားတော်တန်ရှင်းသောတော်သူတို့ကတလုံးတော်ဟာဒီပူပေါင်းလို့ဆောင်နော်လူအပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်တမန်တော်ဒီကိုဖျားခင်အလိုရှိဒါခမည်းတော်နော်တော့သားတော်ကထိုးအလိုတော်ကိုပြည့်စုံစေဖို့အတွက်လောကောင်ဆင်းတာလောကောင်ဆင်းလာပြီးတော့မှဒီလှုပ်ရှားမှုကိုစတင်လိုက်တယ်လှုပ်ရှားမှုကိုစတင်လိုက်ပြီးမှတန်ရှင်းသောဘုံတော်ကဒီကနေ့ထိဆက်ပြီးလှုပ်ရှားတယ်အဲ့တော့ခမည်းတော်သားတော်တန်ရှင်းသောဘုံကသုံးလုံးတင်သောကြိုးကဲ့သို့နော်တလုံးတော်ကဒီပူပေါင်းလှုပ်ဆောင်နေတာဖြစ်တယ်နော်ချော်တုံးကောပြီးတော့မှခမည်းတော်ကလေငါခမည်းတော်ပဲမင်းတို့ကနော်သားတော်မင်းကအစင်းနေတယ်အဲ့လိုမပြောဘူးနော်သူတို့ကသုံးပုဂ္ဂိုလ်သုံးပါးဖြစ်တယ်တလုံးတော်ဟာဒီဖြစ်တယ်နော်ခမည်းတော်လည်းဖျားပဲသားတော်လည်းဖျားပဲတန်ရှင်းသောဘုံတော်လည်းဖျားပဲနော်ဆိုတော့ဒီသဘောတရားတွေကျွန်တော်တို့နားလည်ပြီးမှပူပေါင်းလို့ဆောင်သွားဖို့ရန်ဖြစ်တယ်နော်အဲ့တော့နော်ကျွန်တော်တို့ကနော်ဟောကိုတယောက်တည်းတော်တက်ကောင်းနေလို့မရနော်ငါလုံနိုင်တယ်ဆိုပြီးမှတကိုးတော်ဆိုလိုသွားတဲ့သူတွေအများကြီးရှိတယ်နော်ဆိုတော့ one man show ဆိုတော့တစ်ချိန်လုံးသူပဲဥဆောင်မယ်တစ်ချိန်လုံးသူပဲဟောမယ်ဒါငါအသိတော်ငါတူထောင်လာတာနော်ငါပဲနော်ဆိုတော့တစ်ချိန်လုံးငါပဲသူတယောက်တည်းဥဆောင်လို့ကျမ်းစာကအဲ့လိုမပြောထားအောင်နော်အဲ့တော့ကျွန်တော်တို့ကနော်ပူပေါင်းပြီးလှုပ်ဆောင်သွားဖို့ရန်ဖြစ်တယ်နော်ကျွန်တော်ကိုယ်ခန္ဓာတစ်ခုပဲပြန်ကြည့်လိုက်ပြီနော်ဗဇက်ကသွားကအစာစားခြင်းဒါပေမဲ့လက်ကခုမကြွေးဘူးဆိုရင်ရမရဘူးနော်ဆိုတော့အဲ့ဒီသဘောပဲငါလုံနိုင်တယ်ငါတတ်နိုင်တယ်ဆိုရင်မှကိုယ့်ကိုတတိပုဂ္ဂလနေပြီးတော့မှလုံလို့မရဘူးနော်ကိုယ်ကတတိပုဂ္ဂလအတွက်ခေါ်ရမှာမဟုတ်နော်တခုတည်းသောနိုင်ငံတော်တာနာအတွက်ဖျားခင်ကကျွန်တော်တို့ခေါ်ထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကနော်ဘယ်လိုပူပေါင်းလုပ်ဆောင်ရလဲနော်ဘယ်လိုပြုပြင်ပြောင်းလဲရမလဲဆိုတဲ့အရာကိုနော်ကျွန်တော်တို့ကစဉ်းစားဖို့ဆိုတာအရေးကြီးတယ်နော်ကဲဒါမှကြည့်အောင်နော်ဆိုတော့ effect ထဲမှာဆိုရင်နော်ဆိုတော့ဆို body of Christ အကြောင်းကိုနော်ခရစ်တော်ရဲ့အင်္ဂါခြင်းဖြစ်တယ်ဆိုတဲ့နော်ကိုယ်ခန္ဓာအကြောင်းကိုရှင်ဘောလူကအဓိကဖော်ပြထားတာဖြစ်တယ်အဲ့တော့ကိုယ်ခန္ဓာနဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းနော်အဲ့တော့ effect 21 23မှာဆိုရင်နော်ရှင်ဘောလူကဘာပြောလဲအထွတ်အမြတ်အာနာဇက်တကူအစိုးရခြင်းမှာစ၍ယခုဘဝနောင်ဘဝ၌ခေါ်ဝေါ်တော်မူသောဝိနာမအလုံးစုံတို့အထက်ကောင်းကင်အရ၌မိမိလက်ရတော်ဘက်မှအလွန်မြတ်မြတ်သောနေရာကိုခရစ်တော်အားပေးတော်မူ၍ခြေဖွားတော်အောက်သို့အလုံးစုံတို့ကိုချထားသဖြင့်အသင်းတော်အဖို့လူငါသူတို့ကိုအလုံးစုံတို့၏အချုပ်ချာဦးကောင်းဖြစ်စေတော်မူ၏နော်ထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံတော်မူသောသူ၏ပြည့်စုံခြင်းဤဟူသောခရစ်တော်၏ကိုဖြစ်တည်းနော်ဆိုတော့အချုပ်ချာဆိုတော့အသင်းတော်ရဲ့ကိုယ်ခန္ဓာလည်းဖြစ်တယ်အချုပ်အခြာလည်းဖြစ်တယ်နော်သူ့ရဲ့ခြေဖွားအောက်မှာအကုန်လုံးရှိတယ်ဆိုတဲ့အရာကိုတွေ့ရနော်အဲ့တော့ဒီနေ့ 7C ကိုနော်ကျွန်တော်တို့နော်ပဏာမနိဒန်းအနေနဲ့ပြောရမယ်ဆိုရင်နော် center နော် Jesus center life နော်ခရစ်တော်ယေရှုဘိုးပြုတော်အသက်တာနော်အောက်မှာဆိုရင် Jesus center life is lived beyond the walls of the church နော် the wall of the church အခုကအသင်းတော်နိုင်ငံလေးဘက်မှာပဲကျွန်တော်တို့ကရှိနေတဲ့နော်အဆောက်အဦ
ထဲမှာကျင်လည်နေတဲ့သူတွေမဖြစ်အောင်နော်ချို့ကအဆောက်အဦလေးနိုင်ငံလေးဘက်မှာပဲကျင်လည်ပြီးတော့မှအဲ့နိုင်ငံလေးဘက်ကိုပဲဘလို့ကောင်းအောင်မွမ်းမံမလဲဘလို့ကောင်းအောင်ဆောက်မလဲဘလို့ကောင်းအောင်နော်တစားဆင်လိုက်မလဲဒီနိုင်ငံအဆောက်အဦကြီးကိုအာယုံစုဆိုင်ပြီးသွားမယ်ဆိုရင်တော့အဲ့ဒါစံစာနဲ့တိတ်တော့မညီဘူးပေါ့နော်ပြောချင်တာကအဲ့ဒါမလိုဘူးလို့ပြောတာမဟုတ်ဘူးနော်ဒါပေမဲ့ beyond the walls of the church နော်အဲ့ဒီနိုင်ငံလေးဘက်မဟုတ်ဘူးနော်ကျွန်တော်အစုအဝေးယုံကြည်သူအစုအဝေးနော်ဒါကြောင့်ကျွန်တော်သချင်းလေးရှိရမယ်နော်စားနဲ့အလင်းလို့နေရာတိုင်းမှာယုံကြည်သူတွေအစုအဝေးဟာစားနဲ့အလင်းလို့နေရာတိုင်းမှာနော်အဲ့ဒါကနော် so Jesus centered life is lit beyond the walls of the church နော် so နိုင်ငံလေးဘက်မဟုတ်ဘူးယုံကြည်သူအစုအဝေးကနေရာတိုင်းနော် so အဲ့တော့ 7C ကိုပြောမှဆိုရင်เนาะကျွန်တော်တို့ဘယ်ကပဲစเนาะဘယ်လိုပဲပြောဒီ C ခုနှလုံးကအင်တာအရေးကြီးတယ်เนาะဘယ်ဘက်က C ဟိုကြည့်မှဆိုရင် conviction เนาะ conviction เนาะပြီးတော့မှကျွန်တော်အသေးစိတ်ဆက်သွားမှာเนาะ conviction เนาะ clarity เนาะ clarity เนาะ creativity เนาะပြီးတော့မှညာဘက်မှာဆိုရင် co-ownership เนาะ consistency เนาะ communication เนาะ credibility เนาะ so ဒီ C ခုနှလုံးနော်ခရစ်တော်ကိုဘိုလ်ပြုတော့မှခရစ်တော်ကိုဘိုလ်ပြုခြင်းကနေဆက်ပြီးတော့မှနော်ဖြာထွက်လာမဲ့ဆက်ပြီးတော့မှနော်နားတဲ့သဘောပေါက်အောင်မဲ့ဆက်ပြီးတော့မှလက်တွေ့လှုပ်ဆောင်အောင်မဲ့ဒီ C ခုနှလုံးကိုကျွန်တော်တို့တစ်ချက်ချင်းစဉ်းစားရအောင်နော်ကျွန်တော်ပြီးရင်ဒီသင်ခန်းစာပြန်ပို့ပေးပါမယ်နော်အခုတော့နော်နားပဲနားထောင်ပြီးတော့မှအောင်စုစိုက်နားထောင်ပါနော်လိုက်ရေးတာတွေပါတယ်ကျွန်တော်ပြန်ပို့ပေးပါမယ်နော်ကဲဒီမှာကြည့်အောင်ပထမစီ conviction နော် conviction ဆိုတော့ကိုယ်ပိုင်ခံယူချက်ဖြစ်တယ်နော် yes or no ဟဲ့ဒါကတော့ငါတော့ no ပဲနော်မဟုတ်ဘူးဒါက yes ဟဲ့မင်းက no တင်တယ်မင်းက yes တင်တယ်သူများလာပြောလို့ no သူများလာပြောလို့ yes နောက်တစ်ယောက်လာပြောလိုက်yes ပြန်ဖြစ်သွားပြီနောက်တစ်ယောက်လာပြောရင် no ပြန်ဖြစ်သွားပြီဆိုတော့အဲ့ဒါကနော်ကိုယ်ပိုင်ခံယူချက်မဟုတ်ဘူးနော်ကိုယ်ပိုင်ခံယူချက်ကကျွန်တော်ဒီကျမဒီနော်ဖခင်ခင်ရဲ့နိုင်ငံတော်သားနာလွယ်ပြီးဘာအတွက်မှအသက်မရှိဘူးအဲ့ဒါကိုယ်ပိုင်ခံယူချက်ပဲနော်ဆိုတော့ရှင်ဘောလို့ပြောသူပေါ့ငါအသက်ရှင်သေးရမှာခရစ်တော်ဖြစ်တယ်ပြည်လင်မူကားတိုင်းအကျိုးရှိတယ်တော့ငါအသက်ရှင်တာခရစ်တော်ပဲခရစ်တော်အတွက်ပဲနော်ခရစ်တော်အတွက်မဟုတ်ဘူးဆိုတော့ sorry ပဲ no နော်ဟေးငါ့ကိုဘာမှလာမလို့နဲ့ဘာမှသွေးမဆောင်နဲ့ငါဒါပဲနော်စကားပုံရှိရမလားဘူးဆိုရင်ဖြုံမသိဘူးနော်ဘူးဆိုရင်ဖြုံမသိဘူးနော်ဆိုတော့တပည့်တော်တွေခရစ်တော်ပြန်တက်ကြွသွားပြီနော်ရက်40မှာတက်ကြွသွားတယ်နောက်10ရက်ပင်တေကုတ်တွေပွဲမှာတန့်ရှင်းသောမလို့ဆင်းသက်လာတဲ့အခါမှာလုံးဝပေတရုတပည့်တော်တွေလုံးဝတကိုးနဲ့ပြည်လာနော်တမန်တော်တစ်ရှစ်မှာခရစ်တော်ပြောခဲ့တယ်တန့်ရှင်းသောမလို့ဆင်းသက်လာရင်တကိုးခံရမယ်ယေရုရှလင်မြို့မှာစတယ်ယူဒပြည်ရှမာရိပြည်မြေကြီးစုတိုင်းငိုင်းတဲ့ဖြစ်ဆိုတော့တန့်ရှင်းသောမလို့ဆင်းသက်လာတဲ့အခါမှာတမန်တော်နှစ်မှာအော်ပဲပြောင်းလဲမှုတွေဖြစ်သွားတယ်နော်သူတို့မရှက်တော့ဘူးမကြောက်တော့ဘူးဟောပြောလာတဲ့အခါမှာတကိုးတွေနမိတ်လက္ခဏာတွေဖြစ်တယ်ဗိမာန်တော်မှာတောင်းစားတဲ့ခြေလက်သေးတဲ့သူကထခုန်လမ်းလျှောက်ပြီးတော့မှချင်းဝမ်းမျိုးဗိမာန်တော်ဝင်တဲ့အခါမှာအာနာပိုင်တွေနော်ယေဘရဟိတ်တွေကမဖြစ်ဘူးမဖြစ်ဘူးမင်းတို့ယေရှုနာမနဲ့မဟောမပြောရဘူးလို့ဒါပြီးတော့မှပိတ်ပင်တားဆီးတဲ့အခါမှာကိုယ်ပိုင်ခံချက်ရှိတဲ့အတွက်ပေတရုဘာပြန်ပြောလဲနော်ကျမ်းစာနော်တမန်တော်9:29မှာဖတ်ကြည့်လိုက်ရင်ဘာပြောလဲ but နော် Peter and the apostles answered နော်ပေတရုတမန်တော်ပြန်ဖြေလိုက်တယ်နော် we must obey God rather than man လူရဲ့စကားကိုနားထောင်တဲ့ထက်ဖခင်စကားကိုနားထောင်မယ်နော်ကိုယ်ပိုင်ခံချက်ပဲကိုယ်ပိုင်ခံချက်မရှိဘူးဆိုရင်တော့ဟဲ့မင်းတို့ယေရှုနာမနဲ့မဟောပြောပါဆိုဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါအဲ့ဒါဖြစ်သွားမယ်နော်ဒါပေမဲ့ပေတရုတမန်တော်တို့ကကိုယ်ပိုင်ခံချက်ရှိတဲ့အတွက်ဟေးလူစကားတဲ့ဖခင်စကားနားထောင်အောင်ရောဘသူတွေဘာပဲလာပြမင်းတို့နိုင်ငံတော်တာနာလောက်တာဘာလဲဘသူတွေကစပွန်ဆာပေးလို့လုပ်နေတာလဲမင်းတို့ tablet ရလို့လုပ်နေရလားနော်
စုတောင်းကူရင်ဝင်ကားဖို့အတွက်ပတ်စံရလို့လုံနေတာလားဟေးဒါတွေမလို့ဘူးအေးဒါတွေရမင်းကငါလုံနေတာခုရရတဲ့တာရီလုံနိုင်တယ်မရရင်လည်းငါလုံမယ်ဖះနဲ့ဆက်သွားမယ်လုံမယ်အဲ့ဒါကိုပိုင်ခံချက်ကိုပိုင်ခံချက်မရှိဘူးဆိုတော့ခရစ်တော်လည်းနော်အပြောထဲမှာနော်ဝေဖန်မှုခံရတဲ့ထဲမှာနော်ခရစ်တော်လည်းတာအောင်အဆုံးနိုင်အောင်သူလုံနိုင်မှာမဟုတ်ဘူးကားထဲမှာတက်တက်တိသူသွားနိုင်မှာမဟုတ်ဘူးနော်ကားထဲပေါ်မှာဟေးမင်းဖះသားဆိုဆင်းလိုက်လေကိုကယ်လိုက်လေကိုပိုင်ခံချက်မရှိဘူးဆိုရင်အေးကွာဆင်းတယ်ကွာချမယ်ကွာလုံလိုက်ရင်ဒီတာနာပြတ်သွားမှာနော်ဒါပေမဲ့ခရစ်တော်ကသူ့ကိုပိုင်ခံချက်ငါလူတွေအတွက်ငါအသေးခံရမယ်အသေးခံပြီးမှ3ရက်မှသေချာရှင်းပြန်ထမှလူတွေကိုကယ်ရမယ်ဆိုသူ့ရဲ့ကိုပိုင်ခံချက်ရှိတယ်ဟောအဲ့ဒီကိုပိုင်ခံချက်တိုင်းအသက်ရှင်တဲ့အတွက်အောင်မြင်တာဖြစ်တယ်အဲ့တော့ကျွန်တော်ကပူပေါင်းဆောင်တဲ့ခါမှာလေကိုပိုင်ခံချက်နဲ့နော်ပူပေါင်းဆောင်ရင်ပူရင်အရေးကြီးတယ်ဟေးမင်းတို့ကွာနော်တာဘူးညာပေါင်းနေနော်တာဘူးတွေမင်းတို့ဟိုမှာတိုင်ဟိုကူးလိုက်ဟိုမှာတိုင်ဟိုကူးလိုက်နော်ဘသူရဲ့ကိုလာပြောဘသူရဲ့ကိုလာပြီးတော့ဝေဖန်ဓမ္မရှိတဲ့ဆရာမတွေကကိုပိုင်ခံချက်ပြည်ပြင်ရမယ်နော်ကိုပိုင်ခံချက်မပြည်ပြင်မှုဆိုရင်တော့မင်းတို့ကတက်လက်ရလို့လုံနေတာမင်းတို့တက်လက်မရရင်မင်းတို့လုံမှာမဟုတ်တော့ဘူးဆိုရင်နော်အဲ့လိုပါသွားလိမ့်မင်းတို့စုတောင်းကူညီဝင်ငါ့ဖို့မင်းတို့ပတ်စံနေရနေလို့မင်းတို့လုံနေတာမင်းတို့မရဘူးဆိုရင်မင်းတို့လုံမှာမဟုတ်တော့အေးလေအဲ့တော့ကျွန်တော်တို့ကနော်အရေးကြီးတယ်နော်ကိုပိုင်ခံချက်ကျွန်တော်ဘာအတွက်ပူပေါင်းလို့ဆောင်နေတာနော်ဆိုတော့ဘာကြောင့်ပူပေါင်းဆောင်တာနော်နိုင်ငံတော်တာနာအတွက်ဘုံရီအတွက်နော်ဆရာဂျိုဝဲတို့အတွက်ဆရာဂျိုဝဲတို့လုပ်နေတဲ့မြန်မာပြည်ခရစ်တော်၏တာနာအကျိုးဆောင်အတွက်ငါတို့ကလှုပ်ပေးနေရတယ်ဆိုရင်တော့အဲ့ဒါကမဟုတ်တော့နော်ဟုတ်တော့ငါတော့ဒါပေါ့ကြောက်ပေါ်လူတင်းတွေငါတို့လုံနေရတာငါတော့ AG တွေလုံနေရတာငါတော့သတင်းကောက်တွေငါလုံနေရတာငါတော့နော်Methodist ဆိုငါလုံနေတာအဲ့ဒါဆိုတော့နည်းပြန်စဉ်းစားဖို့တင်နော်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကဘုံရည်ရွယ်အဲ့ဘုံရည်ရွယ်ချက်ကဘာလဲဖျားခင်ရဲ့တခုတည်းသောနိုင်ငံတော်တာနာဖြစ်ရနော်အဲ့ဒီအတွက်ပူပေါင်းဆောင်ရွက်ခြင်းမဟုတ်ဘူးဆိုရင်တော့ဒါကိုလန့်ကိုသွားရတယ်ဒါပေမဲ့အဲ့ဒီအတွက်ပူပေါင်းဆောင်ရွက်ဆိုရင်တော့ကျွန်တော်ကတလုံးတော့ဒီပူပေါင်းဆောင်ရွက်ဖို့တဲ့အရေးကြီးနော်ဘာရည်မှန်းချက်ပန်းနိုင်အတွက်ပူပေါင်းတာလဲနော်ဘာရည်မှန်းချက်အတွက်ပူပေါင်းတာလဲနော်ကျွန်တော်တို့အမြဲတမ်းသင်တန်းတွေမှာကျွန်တော်ပြောပါတယ်နေ့လေးနေ့မိသားစုတွေအသင်းတော်တွေဆိုမြန်မာပြည်တဝမ်းမှာကျွန်တော်တို့ပထဝီနယ်မြေနေထားတဲ့တိုင်းပြည်ရဲ့လူဦးရေပေါ့နော်အပေါ်မှာတွက်ချက်လိုက်တဲ့အခါမှာလူ1000တိုင်းမှာအသင်းတော်တစ်ပါးရှိရမယ်နေ့လေးနေ့တစ်ခုရှိရမယ်နော်လူဦးရေ1000တိုင်းမှာနေ့လေးနေ့တစ်ခုရှိရမယ်ဆိုတဲ့အပေါ်မှာတွက်ချက်လိုက်တဲ့အခါမှာမြန်မာပြည်တဝမ်းမှာနေ့လေးနေ့မိသားစုအသင်းတော်7300လောက်ပတ်ဝန်းကျင်နော်7300ပတ်ဝန်းကျင်ခန့်လောက်ရှိရမယ်ဆိုတဲ့ကဏ္ဍတစ်ခုထွက်လာတယ်နော်အဲ့ဒီကဏ္ဍကအတိအကျတော့ဆိုလိုတာမဟုတ်ဘူးနော်မြန်မာပြည်ရဲ့လူဦးရေနော်ရက်ွက်ကြေးရွာမြို့နယ်လူနေမှုဝန်းကျင်အဲ့ဒါတွေပေါ်မှာအခြေခံပြီးတော့မှခန့်မှန်းခြေကျွန်တော်တို့နော်သတ်မှတ်ထားတဲ့နော်ကဏ္ဍဖြစ်တယ်နော်အဲ့တော့နေ့လေးနေ့မိသားစုအသင်းတော်နော်AG အသင်းတော်မဟုတ်ဘူးနော် Methodist အသင်းတော်မဟုတ်ဘူးနော်ကြောက်ပေါ်ဒီအသင်းတော်မဟုတ်ဘူးနော်နေ့လေးနေ့မိသားစုတင်တော့နော်အဲ့ဒါအရေးကြီးတယ်နော်ဟိုအဖွဲ့အစည်းအတွက်တော့မဟုတ်ဘူးဒီအဖွဲ့အစည်းအတွက်တော့မဟုတ်ဘူးဟိုလူမျိုးအတွက်တော့မဟုတ်ဘူးဒီလူမျိုးအတွက်တော့မဟုတ်ဘူးဟိုဆရာအတွက်ဟိုတစ်ဖက်အတွက်နော်ချို့ကဆရာဆွဲရှိတယ်ဟိုဆရာမဟုတ်ဘူးမတော်ဘူးဒါငါတစ်ဖက်မဟုတ်ဘူးမဆိုင်ဘူးအဲ့ဒါမျိုးတွေကျွန်တော်တို့ပူပေါင်းဆောင်ရွက်ခြင်းမှာနော်အထင်ကဖြစ်စေတဲ့အရာတွေဖြစ်တယ်နော်ပူပေါင်းဆောင်ရွက်ခြင်းကိုပြတ်ပြားစေတဲ့အရာတွေဖြစ်တယ်နော်ဆိုတော့ကိုယ်ပိုင်ခံချက်လူတိုင်းအဝင်ကြားမှာကိုယ်ပိုင်ခံချက်နော်ဆိုတော့ဒီနေ့မနေ့ကျွန်တော်လက်ဖက်ဆိုင်မှာလက်ဖက်တော့တော့အဆောင်တယောက်ကျွန်တော်လည်းပြုံးပြတော့စိတ်ထဲကနေသူ့ကိုအေးဦးလေးဝင်ရမယ်ဆိုတော့နော်ဆိုတော့လက်ဖက်ဆိုင်ပြန်ထွက်တဲ့အခါမှာဖျားငင်နိုးဆိုတော့သူ့ကိုသူစားဖို့အတွက်နော်စားတော့လေးတစ်ခုကိုကျွန်တော်ပါဆယ်ဝေလိုက်ပြီးတော့မှသူ့ကိုသွားပေးတယ်မိတ်ဆွေဖျားခင်ကနော်မိတ်ဆွေကိုစားစီခြင်းနဲ့ကျွန်တော်လည်းဝဲလာပေးတာပြီးသတင်းကောင်းလေးပြောပြချင်ပါတယ်နော်ဆိုသူတို့ပြောပြခွင့်ရတယ်နော်အင်္ဂလိပ်ကြားမိတ်ဆွေ
ခရစ်တော်ယုံကြည်လက်ခံရင်တော့မိတ်ဆွေထာဝရသက်ရမယ်เนาะဒီနောက်မှာဆူတောင်းချက်လည်းရှိတယ်ဆိုတော့မိတ်ဆွေဆူတောင်းကြည့်ပါယခုဘဝနောက်ဘဝကျိုးရှိပြီเนาะဆိုတော့ဘယ်သွားဘယ်ရောက်เนาะကျွန်တော်လူတိုင်းအင်္ဂလိပ်ကြားမယ်ဆိုတာဒါကိုယ်ပိုင်ခံချက်เนาะကိုယ်ပိုင်ခံချက်ရှိရဒါလူတိုင်းအင်္ဂလိပ်ကြားနောက်တစ်ခုကယုံကြည်သူတိုင်းကတပည့်တော်ဖြစ်ရငါတို့ယုံကြည်သူပဲမင်းတို့ကပါစတာမင်းတို့ကအင်္ဂလိပ်ဆရာမင်းတို့ကသာနာပြုဆရာအဲ့လိုမဟုတ်အောင်ယုံကြည်သူတိုင်းခရစ်တော်ကိုယုံကြည်လက်ခံလာပြီးဆိုရင်အဲ့ဒီယုံကြည်သူတိုင်းကတပည့်တော်ဖြစ်ခရစ်တော်နောက်လိုက်ခရစ်တော်ကဲ့သို့အသက်ရှင်တမန်တရားကိုသိရတမန်တရားကိုအခြေခံရမယ်နော်ဆိုတော့အဲ့ဒါနော်အင်တာနက်အရေးကြီးတယ်ပြီးရင်နေရာတိုင်းမှာနေ့လင်းအသင်းတော်ရှိရနော်နေရာတိုင်းမှာနေ့လင်းအသင်းတော်နော်အခုကျွန်တော်နေ့လင်းမိသားစုလို့ပြောတယ်ဘာလဲကွာနေ့လင်းမိသားစုမသိပါဘူးငါ့ကိုဆရာလေဗုဒ္ဓနဲ့ဇွန်းရှိတယ်ဝင်มาဆိုလို့ငါဝင်လာတာအဲ့ဒါဆိုတော့တိတ်မဟန်သေးဘူးနော်အဲ့တော့ကိုဘာကြောင့်ဝင်လာတယ်ကိုစီးတဲ့မြင်းဟာအထီးလားအမလားနော်ကိုစီးတဲ့ဖက်နက်ကနံပါတ်ဘယ်လောက်လဲနော်ကိုမသိဘူးဆိုလည်းမဖြစ်သေးဘူးနော်အဲ့တော့နေ့လေးနေ့နေရာတိုင်းမှာနေ့လေးနေ့အသင်းတော်ရှိရနော်နေ့နေ့အသင်းတော်ဆိုတာနော်အခုကျွန်တော်တို့ခေါ်နေတဲ့ဟိုအသင်းတော်ဒီအသင်းတော်ထက်နော်တမန်တော်ဝတ္ထုခိုင်းနဲ့အငယ်40နှစ်မှာပါတယ်နော်ထိုသူတို့ဒီတမန်တော်ဤဆုံးမအော်ခံခြင်းအပေါင်းအသင်းဖွဲ့ခြင်းမဟုတ်ဘူးဖဲ့ခြင်းစွတ်တောင်းပနာပြုခြင်းတို့အမြဲပြုနေတယ်အဲ့ဒါကိုပုံဆောင်တာနော်အဲ့တော့ပုံဆောင်တာအဲ့တော့အဲ့ဒီလိုနေ့လင်းနဲ့အသင်းတော်တွေနေရာတိုင်းမှာရှိရနော်လူမျိုးတိုင်းမှာလှုပ်ရှားမှုဖြစ်နော်ချို့ကြတော့နော်သူ့ရဲ့လူမျိုးဘာသာစကားကိုပဲသူကနည်းနည်းလေးနားလေတယ်အဲ့တော့အခုကျွန်တော်ကဆိုပါစို့အခုကျွန်တော်ယူရီးယားသွားတယ်ချိန်မိုင်သွားတယ်နော်ကျွန်တော်မြန်မာလူမျိုးတွေကိုတော့ကျွန်တော်ကောင်းကောင်းလေးနော်အင်္ဂလိပ်ဟောနိုင်ဒါပေမဲ့ယူရီးယားတွေကြတော့ခက်သွားပြန်နော်ယူရီးယားကိုကျွန်တော်အင်္ဂလိပ်ဟောပြီးမဲ့နော်အတိုင်းတာရှိတယ်နော်ကျွန်တော်သိတာတလုံးလုံးနော်ဆာဝါဒီခနော်ခရပွန်ခနော်နှုတ်ဆက်တယ်ဒါလည်းဒီစကားလုံးတလုံးလုံးပဲသိပေါ့ဘယ်လိုသွားမလဲဘယ်လိုလုပ်မလဲနော်ကျွန်တော်မြန်မာပြည်မှာဆိုရင်လည်းလူမျိုးတွေအများကြီးရှိတယ်အခါလူမျိုးချင်းလူမျိုးနော်ဝလူမျိုးကျွန်တော်မသိတော့အဲ့တော့ဓမ္မရှိတဲ့သူတွေကကိုဘာလူမျိုးလဲပိုးကင်လားပိုးကင်ဆိုပိုးကင်ထဲမှာလှုပ်ရှားမှုတွေဖြစ်လာပေါ့သကောင်းကင်လားသကောင်းကင်ထဲမှာပိုးလားပိုးထဲမှာနော်အခါလားရှမ်းလားမွန်းလားကိုဘာသာစကားနဲ့နော်လူမျိုးတွေထဲမှာလည်းလှုပ်ရှားမှုတွေဖြစ်နေရမယ်နော်ဒါကြောင့်ကိုဘာသာစကားကိုကျွမ်းကျင်ပြောနိုင်တဲ့သူကကိုလူမျိုးထဲမှာလည်းလှုပ်ရှားမှုတွေဖြစ်နေဖို့အရေးကြီးတယ်ပေါ့နော်ဒါကကိုပိုင်ခံချက်ဖြစ်တယ်ကိုပိုင်ခံချက်နော်ကိုပိုင်ခံချက်မဟုတ်ဘူးဆိုရင်ကျွန်တော်ကအဓိပ္ပာယ်မရှိတော့ဒါကြောင့်ထိအောင်စွာပူပေါင်းဆောင်အခုကျွန်တော်နေ့နေ့လှုပ်ရှားမှုလုပ်နေတယ်ကျွန်တော်ဘာအတွက်ပူပေါင်းဆောင်နေလဲကိုပိုင်ခံချက်ရှိရလားမသိပါဘူးကွာနော်အဲ့ဒီအဖွဲ့မှာသွားပေါင်းလိုက်ရင် tablet လေးရမယ်ဆိုလို့ငါလာပေါင်းတာအဲ့ဆိုတော့မဟုတ်သေးဘူးနော်မဟုတ်သေးဘူးနော်ကျွန်တော်တို့တေချာစဉ်းစားရမှာကျွန်တော်တို့ tablet အလူရှင်တွေကဟေးကျွန်တော်တို့ကို tablet တွေပေးပြီးတော့မှအတင်းညာခိုင်းနေတာမဟုတ်ဘူးနော် tablet တစ်လုံးရဲ့တန်ဖိုးဒါမှရှိတဲ့သူတွေသိပါတယ်နော်အရင်ကနော်ကျွန်တော်ဒီ tablet ရဲ့ကျောဘိုးဤတီတလီတစ်ခုကဒေါ်လာ900ရှိတယ်နော်ဒေါ်လာ900ကိုအခုပေါက်စင်းနဲ့တွက်လိုက်ရင်30ရှိတယ်တော့အလူရှင်တွေကဘာကြောင့်ဒီ tablet ကိုပေးတာလဲကျွန်တော်ညာခိုင်းတာမဟုတ်ဘူးနော်သူတို့မှာရည်ချက်ရှိတယ်သူတို့ကဖခင်နိုင်ငံတော်သားနာသည်လူမျိုးတကာကိုရောက်သွားလူမျိုးတိုင်းမှာဖြစ်ရနော်နေရာတိုင်းမှာရှိရယုံကြည်သူတိုင်းတပတ်တော့ဖြစ်ရမယ်ဆိုရဲသူတို့ရဲ့စေနာစိတ်သူတို့ရဲ့ရည်ချက်သူတို့ကပေးလူတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့က tablet ထဲမှာဘာသာစုံရှိတယ်နော်ဘာသာစုံရှိတယ်အဲ့တော့ကျွန်တော်ကကိုယ်ပိုင်ခံချက်နော်အလူရှင်တွေကလည်းသူကကိုယ်ပိုင်ခံချက်ရှိတယ်ငါဒီ tablet ပေးလိုက်ခြင်းအပြင်လူမျိုးတကာတပတ်တော့ဖြစ်ရမယ်ဆိုရဲသူတို့ရဲ့ပူပေါင်းပါဝင်မှုဖြစ်တယ်သူတို့ရဲ့ပူပေါင်းပါဝင်မှုမှာကျွန်တော်တို့ကကိုယ်ပိုင်ခံချက်မရှိဘဲနဲ့tablet ရရင်တော့ okay တယ် tablet ရရင်တော့ငါ Facebook တွေ YouTube တွေကောင်းကောင်းဆော့လို့ရပြီတော့အဲ့ဒါလေးနဲ့ပဲဆိုရင်တော့တနေ့ကျရင်ဖျားနေရှင်းရမယ်နော်ကျွန်တော်တို့ဖျားနေရှင်းရမှာဖြစ်တယ်နော်အဲ့တော့ကိုယ်ပိုင်ခံချက်သိအရေးကြီးတယ်နော်ကျွန်တော်ဘာကြောင့်
လုပ်နေတာလေနော်တစ်ချက်ကိုယ့်ကိုပြန်မေးဖို့အရေးကြီးပါတယ်ဒါနော်ခရစ်တော်ကနေထွက်လာတဲ့ကိုယ်ပိုင်ခံချက်ပထမ C ဖြစ်တယ် conviction နော်ကိုယ်ပိုင်ခံချက်ဖြစ်တယ်ကဲဒုတိယ C ကိုကြည့်အောင်နော် clarity ဆိုရှင်းလင်းပြတ်သားမှုရှိရနော်ကျွန်တော်တို့ကမှန်နဲ့ကြည့်လိုက်ရင်မျက်မှန်အနီးကြည့်အဝေးကြည့်ရှိရနော်ဆိုတော့တချို့ကမျက်မှန်မတက်ရင်စာဖတ်လို့မရအောင်နော်အဲ့တော့ဓမ္မစကားလုံးအသိသိမှန်ဘူးနဲ့ကြည့်ရနော် clarity ရှင်းရှင်းလင်းလင်းရှိရလားနော်အဲ့တော့ဓမ္မပူပေါင်းဆောင်လာတယ်နော်အခု tablet လှုပ်ရှားမှုကပါဝင်နေရှင်းရှင်းလင်းလင်းရှိရလားမသိပါဘူး tablet လုပ်ရင် event add တွေထည့်ရမယ်အဲ့တော့စူးစမ်းပြီးဓာတ်ပုံလေးတစ်ပုံရိုက်ပြီးတော့တင်လိုက်မယ်အဲ့လောက်လေးနဲ့မဖြစ်သေးဘူးနော်မဖြစ်သေးဘူးအဲ့တော့ကျွန်တော်ရှင်းရှင်းလင်းလင်းရှိရနော်ဘယ်လိုရှင်းရမလဲနော်ကြည့်အောင်နော် establishing clear rules နော် responsibilities within your agreement နော်ကျွန်တော်တို့ကတခုခုကိုပူးပေါင်းဆောင်တော့မှဆိုရင်သဘောတူညီမှုရှိနော်အိမ်ရှင်အိမ်ငါစာချုပ်ငါတို့အိမ်ရှင်ကပြောမယ်ကဲတနစ်စာချုပ်ဟုတ်ပြီတနစ်စာချုပ်မှာအိမ်ပေါ်မှာလူသုံးတဲ့ပုံမတင်ရဘူးနော်လူသုံးတဲ့ပုံမတင်ရဘူးအိမ်အပျက်စီးမရှိရဘူးအပျက်စီးရှိရင်ရောရမယ်ဒါနှုံးတစ်ဖက်သဘောတူညီမှုနော်ဆိုရှိတယ်ဆိုဖျားခင်နဲ့ကျွန်တော်တို့ကပူးပေါင်းဆောင်ခြင်းနော်ဆိုကျွန်တော်တို့အချင်းချင်းကြားထဲမှာပူးပေါင်းဆောင်ခြင်းကျွန်တော်တို့နဲ့ဖျားခင်ကြားထဲမှာပူးပေါင်းဆောင်ခြင်း within your agreement နော် agreement သဘောတူညီမှုဆိုသဘောတူညီမှုကရှင်းရှင်းလင်းလင်းမရှိဘဲနဲ့လောက်တယ်ဆိုရင်ကျွန်တော်မှအားရှိပါမလားအားရှိပါမလားတရားစဉ်းစားကြည့်လောက်တော့လုံနေတယ်ဘာကြောင့်လုံနေရလဲကိုမသိဘူးရှင်းရှင်းလင်းလင်းမရှိဘူးဆိုရင်နော်ကျွန်တော်တို့အသင်းတော်သာလုံနေတာအသင်းတော်သာထူထောင်နေတာငါဘာကြောင့်ဒီအသင်းတော်ငါအသင်းဥစ္စာလာဖြစ်နေရလဲငါ့ကိုလူမရှိလို့တင်လိုက်တာဟိုင်းဒီမှာလူမရှိဘူးအသင်းတော်မင်းတော့လို့မလားမင်းကိုလစာတစ်လ3သိန်းပေးမယ်သွားတော့3သိန်းလေးရိုက်လည်းမစိုးပါဘူးအဲ့လိုမျိုးနဲ့တင်းဥစ္စာလုပ်နေရလားနော်အဲ့လိုမျိုးနဲ့လုပ်နေရဆိုရင်တော့မဖြစ်သေးဘူးနော်အဲ့တော့ရှင်းလင်းပြတ်သွားမှုကမရှိတော့ဘူးနော်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့အခန်းကဏ္ဍကဘာလဲကိုယ့်ရဲ့တောင်းဝတ်တရားကဘာလဲနော်အဲ့တော့ကိုကသိရနားလဲတော့မှကြည့်မယ်ဆိုရင်မိမိရဲ့အခန်းကဏ္ဍဆိုကျွန်တော်ရဲ့နော်နိုင်တော်သာနာရဲ့နော်တင်တန်းကိုပေးမယ်ဆိုရင်နော်ဒီအဆင့်တွေရှိတယ်အင်မဂလီလောက်သားကိုယ့်အခန်းကဏ္ဍအင်မလောက်သားအဆင့်လားဒါမှမဟုတ်ပြုစုပြောထောင်သူနော်အခန်းကဏ္ဍလားဒါမှမဟုတ်သင်းုံတိုးတင်းအခန်းကဏ္ဍဒါမှမဟုတ်ဆာမတိုးနီးပြလားဗျူဟာမှုလားဒါမှမဟုတ်ဆူတောင်းပေးတဲ့အခန်းကဏ္ဍမှာလားဒါမှမဟုတ်ပေးလူချင်းအလူငွေနဲ့ပေါင်တဲ့အခန်းကဏ္ဍနော်ဆိုတော့ဘလို့အခန်းကဏ္ဍပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီနိုင်ငံတော်သားနာကိုလုပ်နေတာဖြစ်တယ်နော်ဒီနိုင်ငံတော်သားမှာငါပေးလူချင်းအပြင်ငါပါဝင်တယ်ဒီနိုင်ငံတော်သားမှာငါဆူတောင်းခြင်းအပြင်ငါပါဝင်တယ်ဒီနိုင်ငံတော်သားမှာငါအေးဝင်ကလေးလောက်သားအဖြစ်ငါပါဝင်တယ်ဒီနိုင်ငံတော်သားမှာငါပြုစုပြောတော်မူအဖြစ်ငါပါဝင်တယ်ဒီနိုင်ငံသားမှာငါသင်းကိုတိုးတင်းဖြစ်ပါဝင်နေတယ်နော်ဒီနိုင်ငံသားမှာငါစပါတော့နီးပြတယောက်နဲ့ငါပါဝင်တယ်နော်ဒီနိုင်ငံသားမှာငါဗျူဟာမှုတယောက်နဲ့ငါနော်ပါဝင်လို့ရှာနေကိုဘယ်အခန်းကဏ္ဍနော်ဒါတိတ်အရေးကြီးနော်ပြီးတော့မှ assign task based on strength နော်ကိုယ့်ရဲ့အားရှိတဲ့အားသာချက်ကိုဘယ်မှာအားသာလဲကိုဘယ်မှာအားနေလဲဆိုတော့အဲ့ပုံမှာကျွန်တော်ကနော်တောင်ဝတ်တရားတွေထမ်းဆောင်ဖို့ရှိပါမဿဲ25နော်ပြန်ကြည့်မယ်ဆိုရင်နော်ကျွန်တော်တို့ခရစ်တော်ပေးတဲ့ဥပမာတွေ့ရတယ်အခွက်50ရရတယ်အခွက်20ရရတယ်အခွက်30နော်ကိုမှဘာအားသာချက်ရှိလဲနော်ကိုယ့်ရဲ့စုကျေးဇူးနဲ့ကိုယ့်ရဲ့အစွမ်းတတ္တိကဘယ်လိုမျိုးလဲနော်အခွက်50လားအခွက်20လားအခွက်30လားနော်ကိုပြန်ပြီးမှဆန်းစစ်ရကိုပြန်သုံးသပ်နော် foster collaborations နော်ဆိုတော့ပူးပေါင်းဆောင်ခြင်းကိုနော်ကြီးထွားစေရမယ်ပူးပေါင်းဆောင်ခြင်းကိုမြင့်တင်လာစေရနော်အဲ့တော့ပူးပေါင်းဆောင်မှုအရှိန်ဟုန်ကိုတိုးမြင့်လှုပ်ဆောင်ခြင်းနော်ရှင်းရှင်းလင်းလင်းရှိလာပြီဆိုလောက်ရတာပြောတယ်တက်ညီလက်ညီနော်တက်ညီလက်ညီပူးပေါင်းဆောင်ရတာသိပြောနော်တူနော်စက်ရုံတရုံမှာဆိုရင်နော်သူ့အခန်းကဏ္ဍနဲ့သူ့အခန်းကဏ္ဍနဲ့နော်ပူးပေါင်းလို့နောက်ဆုံးတော့အဲ့စက်ရုံကြီးကနေကျွန်တော်ရဲ့စက်ရုံရဲ့ထုတ်ကုန်ကတော့ဒါပါပဲနော်ထုတ်ကုန်ထွက်လာအထည်ချုပ်မှာဆိုဟိုပိုင်းမှာချုပ်ဟိုပိုင်းချုပ်နောက်ကုန်ပေါင်းဆက်တော့နောက်ဆုံးမှာစက်ရုံကုမ္ပဏီရဲ့နော်ထွက်ကုန်ပေါ်ထွက်လာအဲ့တော့ကျွန်တော်ရဲ့ကုမ္ပဏီရဲ့ထွက်ကုန်ကဘာလဲနော်
နင်းလင်းနဲ့မိသားစုအသင်းတော်တွေဖြစ်လာနင်းလင်းနဲ့မိသားစုအသင်းတော်မှာဘာပါလဲခရစ်တော်ဘိုလ်ပြုတဲ့တပည့်တော်တွေပါကြည်စမ်းအဲ့လိုရှင်းရှင်းလင်းလင်းကျွန်တော်တို့မရှိဘူးဆိုရင်ဆုတောင်းဖျားခင်ဒါတွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိစေပါရှင်းရှင်းလင်းလင်းနားလည်ရခွင့်ပေးပါရှင်းရှင်းလင်းလင်းရှိပြီးမှရှင်းရှင်းလင်းလင်းနဲ့ထိထိရောက်နဲ့လှုပ်ဆောင်နိုင်တဲ့သူတယောက်ဖြစ်စေဖို့ဖျားခင်ကျွန်တော်ကိုမဆာပါကျွန်တော်ကိုပြုပြင်ပေးပါကျွန်တော်ကိုသိစေပါကျွန်တော်ကိုတက်မြတ်စေပါတက်ကျွမ်းစေပါနော်ဆိုတော့အဲ့ဒါအရေးကြီးတယ်ကိုဘာလို့ဘာမှလည်းမသိငါမှာဘာဆုကျေးဇူးရှိလို့ရှိမှလည်းမသိငါဘယ်အခန်းကဏ္ဍမှာလဲငါရဲ့တောင်းဝတရားဘာလဲငါမသိဘူးဆိုရင်လေနော်ဘယ်လိုလုပ်ပြီးတော့မှထိရောက်စွာပူပေါင်းဆောင်ရွက်နိုင်မလဲနော်ဒါသိအရေးကြီးတယ်နော်သိအရေးကြီးတယ်ပြီးရင် regularly review and update rules နော်ဆိုတော့ update rules ဆိုတာ rule ကကိုယ့်ရဲ့အခန်းကဏ္ဍကတစ်ချိန်လုံးအင်းဝင်လောက်တာပဲဖြစ်မနေရဘူးလေအင်းဝင်လောက်တာကနေတခါပြည့်စုံပြည့်တော်သူဖြစ်လာဆိုတော့အတိတ်တွေကကိုယ်သားသမီးဖြစ်လာပြီဆိုရင်တစ်ချိန်လုံးသားသမီးပဲဖြစ်နေပဲဆိုရင်နော်လူပြိုကြီးအပြိုကြီးပဲဖြစ်တော့မှာနော်အဲ့တော့သားသမီးကနေအိမ်တော်တွေပိုင်ကြားပြီးတော့မှနော်ကျွန်တော်တို့ကအဖေမေတွေဖြစ်လာလေရိုးပြောင်းသွားတယ်ကိုယ့်ရဲ့အခန်းကဏ္ဍကနော်ပြောင်းလဲသွားတယ်နော်အခန်းကဏ္ဍပြောင်းလဲသွားနော်ပြည့်စုံတော်သူကနေသင်းအောင်တိုးထင်းနေဖြစ်လာပြောင်းသွားပြီနော်တာဝန်ယာရုပြောင်းသွားတာပေါ့နော်ယာရုပြောင်းသွားတော့အလောက်ကလည်းပြောင်းသွားတယ်နော်အထွေလောက်သားကနေနော်ပြီးတော့မှမန်နေဂျာဖြစ်လာမယ်မန်နေဂျာကနေမှနော်တစင်းပြောင်းမတူတော့ဘူးနော်အဲ့တော့ယာရုပြောင်းသွားတယ်များအခန်းကဏ္ဍပြောင်းသွားတယ်များကိုယ့်ရဲ့လောက်ရမယ်တောင်းဝတ်တရားလည်းမတူတော့နော်သားသမီးအချိန်ဒီမှာမရှိဘူးဆိုနော်သားသမီးတို့ပျော်မယ်ပါမယ်သွားမယ်လာမယ်ဗောဒါပေမဲ့အဖေမေဖြစ်လာရင်အဲ့လိုပျော်မယ်သွားမယ်လာမယ်အလုံးမလုပ်ဘဲနဲ့ထိုင်စားနေလို့ရလားမရတော့နော်မရတော့နော်ကိုယ့်ရဲ့အခန်းကဏ္ဍပြောင်းသွားအဲ့တော့နော် regularly review and update rules နော်ကိုတစ်ချိန်လုံးငါခလေးပဲတစ်ချိန်လုံးငါခလေးပဲနေလို့ရမှာနော်ကျွန်တော်တို့ဒီမှာရှိတဲ့ဆက်ဆင်းမတွေဘယ်ကနေကြီးလာလဲနှုတ်ဘူးဆိုတဲ့အရွယ်နဲ့ကြီးလာနော်နှုတ်ဘူးဆိုတဲ့အရွယ်တစ်နှစ်သားနှစ်နှစ်သားသုံးနှစ်သားကဲအခုချိန်ထိနှုတ်ဘူးဆက်ဆိုနေတဲ့ဆရာဆရာမတွေရှိလားအခုချိန်ထိနှုတ်ဘူးဆက်ဆိုနေတဲ့ဆရာတက်နိုင်ဦးရေနှုတ်ဘူးဆိုတော့ဝဲလားကျွန်တော်နှုတ်ဘူးဝဲလာပေးရမလားနှုတ်ဘူးဖြော်ပေးရမလားလို့ဆရာတက်နိုင်ဦးကိုကျွန်တော်ကပြောရင်ရည်စရာကြီးဖြစ်နေနော်ဆရာတက်လို့ရင်ကျွန်တော်နှုတ်ဘူးတွေလာဝယ်ပေးရမလားဆိုရင်ကဲဆရာတက်နေတော့ရည်နေပါပဲနော်ဆိုကျွန်တော်ရဲ့အခန်းကဏ္ဍကတစ်ချိန်လုံးခလေးလိုပဲနေလို့မရဘူးကြီးထွားမှုရင့်ကျက်မှုဆိုတာနော်အတိုင်းအတာတစ်ခုမှအတိုင်းအတာတစ်ခုထိဖြစ်လာနော်အဲ့တော့ regularly review ပုံမှန်ကျွန်တော်နေ့နေ့လှုပ်ရှားမှုရတယ်တစ်ချိန်လုံးပဲလုံးအင်းလှုပ်သွားနေတခါမတက်တော့ဘူးဆိုတော့ကျွန်တော်တို့ကနော်ကိုယ့်ကိုပြန်သုံးသပ်နားလည်ဖို့ဖြစ်တယ်နော်ဆိုတော့နတ်ထရပြင်တိုးတက်မှုအခြေအနေပန်းတိုင်အခန်းကဏ္ဍအနေထားဘယ်လိုရှိလဲဒါတွေကိုအမြဲတမ်းလေ့လာသုံးသပ်ပြီးဖွင့်ပြတိုးတက်အောင်လုပ်မယ်နတ်ထရဆိုတာဘာလဲနော်လူသစ်တွေလည်းတချို့နားလည်ချင်မှနားလည်မယ်နော်နတ်ထရဆိုတာအနောက်ကိုပြန်လဲကြည့်မယ်ထက်ကိုမျိုးကြည့်မယ်ရှေ့ကိုမျိုးကြည့်ဒါပြန်လဲသုံးသပ်ခြင်းရဲ့လှုပ်ဆောင်မှုတိုးတက်မှုအခြေအနေပန်းတိုင်ကိုယ့်အခန်းကဏ္ဍတွေနော်ကျွန်တော်လေ့လာသင်ဖို့ရန်ဖြစ်တယ်နော်အဲ့တော့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာနော်အဲ့လိုထိသောဘုံဆောင်တဲ့အခါမှာရှင်းလင်းရှိရမယ်ပြင်မှာဘာရှိလဲဘာမရှိဘူးလေနော်ဒီဘက်ကကိုယ်မှာဘာအရင်းတွေရှိလဲကိုယ်မှာဘာငွေကြီးကိုယ့်ရဲ့အချိန်နိပညာအသိပညာဘာတွေရှိနော်တစ်ဖက်မှာခြားသူမှာဘာရှိလဲဘာမရှိဘူးလေနော်အရင်းမြင့်ငွေကြီးအချိန်နိပညာနော်ဟုတ်ပြီကိုယ်မှာရှိတာနဲ့သူ့မှာမရှိတာပေါင်းလိုက်ရင်နော်ပြည့်စုံသွားမယ်ကိုယ်မှာမရှိတာနဲ့သူ့မှာရှိတာပေါင်းလိုက်ရင်ပြည့်စုံသွားမယ်အဲ့ဒါကထိရောက်စွာပူပေါင်းဆောင်ရွက်ခြင်းရဲ့နော်ထိရောက်မှုတစ်ခုဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘုံရွေချက်နော်ကျွန်တော်ရဲ့ဘုံရွေချက်ဖခင်ရဲ့တခုတည်းသောနိုင်ငံတော်သာနာနော်ဆရာဂျိုရဲ့သာနာမဟုတ်ဘူးမြန်မာပြည်ခရစ်တော်သာနာအကျိုးဆောင်ဖွဲ့သာနာမဟုတ်ဘူးကြောက်ပေါ်ဒီအသင်းတော်ရဲ့သာနာမဟုတ်ဘူး AG ရဲ့သာနာမဟုတ်ဘူးနော်တရင်ကောင်းရဲ့သာနာမဟုတ်ဘူးမက်သရစ်ရဲ့သာနာမဟုတ်ဘူးအင်္ဂလိကန်ရဲ့သာနာမဟုတ်ဘူးနော်ဖခင်ရဲ့တခုတည်းသောနိုင်ငံတော်သာနာနော်အဲ့ဒါကျွန်တော်ရဲ့ဘုံရွေချက်ပြီးမှတ်ဖို့အတွက်ဘယ်လိုပူပေါင်းဆောင်ရွက်ကြမလဲ
နော်ကိုယ့်ဘက်ကဘာအားသာချက်ရှိလဲကိုယ့်ဘက်ကဘာအရင်းမြစ်ရှိလဲကိုယ့်ဘက်ကဘာငွေကြေးရှိလဲကိုယ့်ဘက်ဘာအထင်ရှိလဲကိုယ့်ဘက်ဘာနည်းပညာရှိလဲအဲ့ဒါပေါင်ဝင်ရမယ်နော်ပူပေါင်းဆောင်ရဆိုတော့သူများကြီးကရဖို့ပဲမျော်လင့်ပြီးတော့မှလာပူပေါင်းတော့မဟုတ်အောင်နော်ကိုယ့်ဘက်ကဘာပေးရမလဲဆိုတာလေလူသေးတယ်နော်တချို့ကလာပူပေါင်းချင်တာဟိုရဖို့ပဲမျော်ကြည့်ပြီးလာပူပေါင်းတာငါတော့ပေါင်းလိုက်ငါဒါရီရမယ်ငါတော့ပေါင်းလိုက်ငါဒါရီရမယ်အဲ့လိုမျော်လင့်ချက်နဲ့ပူပေါင်းနေဆိုရင်အထိပ္ပယ်မရှိဘူးနော်ဆိုတော့ကိုကဘာပေးရမလဲ तू ကဘာပေးမလဲကိုကဘာပေးမလဲ तू ကဘာပါဝင်မလဲနော်ဒါတွေကနော်တကယ်အရေးကြီးပါတယ်နော်ဒါတရားစဉ်းစားမယ်ဒီလိုရှင်းရှင်းလင်းလင်းပြတ်ပြတ်သားရှိဖို့ရန်လိုတယ်နော်ဒါဒုတိယစီပေါ့ပထမစီကတော့ conviction နော်ကိုယ်ပိုင်ခံချက်နဲ့လို့ခုဒုတိယစီကရှင်းရှင်းလင်းလင်းနော် passion ဟုတ်ပြီငါရှင်းတယ်ငါပိုင်ငါရှင်းတယ်ငါပိုင်ငါဒါလုပ်မယ်နော်ငါဒါကိုတကူဒီဇိုင်းမမှန်ငါလုပ်မယ်လက်ကလည်းလက်လုပ်ကိုကောင်းကောင်းလုပ်တယ်နော်ဒါနော်ပါဇက်ကလည်းပါဇက်လုပ်ကိုကောင်းကောင်းလုပ်တယ်နော်နားကလည်းနားလို့ကောင်းလို့6ကလည်း6လို့ကောင်းကောင်းလုပ်တယ်အဲ့ဒါဆိုရင်နော်ဟိုတော့ကမြိုင်မြိုင်ဆိုင်ဆိုင်နဲ့နော်လုပ်ငန်းကနော်ပန်းတိုင်ကိုရောက်သွားမှာဖြစ်တယ်နော်ကဲနောက်တစ်ချက်ကြည့်အောင်ဆို creativity နော်တီထွင်စမ်းသစ်မှုလိုတယ်နော်ရှေ့ယိုနီးကြကြီးပဲနော်တပုံစံကြီးပဲနော်သွားနေမယ်ငါဒါပဲလုပ်တတ်တယ်ဒီလိုပဲသွားမယ်ဆိုတော့မရအောင်နော်အခုနီးပညာတွေတိုးတက်လာပြီပြောင်းလဲလာပြီလူတွေရဲ့အနေအထားတွေကအမျိုးမျိုးဖြစ်လာပြီဒါတစ်ချိန်လုံးဒီလိုကြီးပဲသွားလို့မရတော့ကျွန်တော်ကပြုပြင်ပြောင်းလဲရမယ်ကျွန်တော်မပြုပြင်မပြောင်းလဲဘူးကျွန်တော်ကကြံခဲ့မှာနော်ကျွန်တော်ကြံခဲ့မှာသိချတယ်နော်အဲ့တော့ကျွန်တော်ရဲ့နိုင်ငံတော်တာတော်လုပ်တဲ့အခါမှာလေလုံယုံလို့စင်တိုင်းနော်တပုံစံတဲ့နော်ဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ကျွန်တော်တို့တွေ့ကြုံလာရမယ့်အခြေအနေရမှာကျွန်တော်ကဘယ်လိုမှရှေ့ဆက်မတိုးနိုင်ဘူးနော်အဲ့တော့ရှေ့ဆက်တိုးနိုင်အောင်ပန်းတိုင်ရအောင်ကျွန်တော်ကစဉ်းစားနော် problem solving ဆိုတာလိုအပ်လာဆိုတော့အခက်အခဲပြဿနာဆိုတာမထင်မှတ်တဲ့အချိန်မှာမထင်မှတ်တဲ့အခက်အခဲပြဿနာဆိုတာဖြစ်လာနိုင်တယ်နော်ဖြစ်လာနိုင်တယ်နော်အဲ့တော့မထင်မှတ်တဲ့ပြဿနာတွေဖြစ်လာပြီဆိုရင်ကျွန်တော်ကဝိုင်းစဉ်းစားမှာကြောက်ကြောက်အပြစ်တင်ဖို့မဟုတ်နော်မထင်မှတ်တဲ့ပြဿနာတွေဖြစ်လာရင်ဒါမင်းကြောင့်ဟိုဘက်ကဒါမဟုတ်ဘူးငါမင်းကြောင့်ဒါမင်းရဲ့ပြက်ကွက်မှုကြောင့်မင်းရဲ့အားလျော်မှုကြောင့်အဲ့ဓာတွေထက်နော်ထည့်စွာပူပေါင်းဆောင်တဲ့အခါမှာpress ဖြစ်လာဟုတ်ပြီဒီပြဿနာရဲ့အရင်းမြစ်ကပါလေနော်ဒီပြဿနာကိုငါတို့နော်ဘယ်လိုဖြေရှင်းရမလဲငါတို့အတူစဉ်းစားရအောင်နော် the discerning of the Holy Spirit နော်တန်ရှင်သောဝိညာဉ်ရဲ့ဖွင့်ပြမှုတန်ရှင်သောဝိညာဉ်ရဲ့သွန်သင်လမ်းပြမှုလိုအပ်လာပြီနော်ဆိုဖခင်မှာမဖြေရှင်းနိုင်တဲ့ပြဿနာဆိုတာမရှိဘူးအဲ့တော့ကျွန်တော်တို့ကဖခင်ကိုအားကိုးရအောင်ဟေးငါတို့လားငါတို့အတူဆုတောင်းရအောင်ငါတို့ဒီပြဿနာမှာငါတို့ဘယ်လိုဆက်ပြီးတော့မှဖခင်ငါတို့ကိုသွန်သင်နေလဲနော်ဒီပြဿနာကြားတဲ့ကနေဘယ်လိုအောင်မြင်မှုလမ်းကြောင်းပုံရအောင်ဘယ်လိုငါတို့နော်တီထွင်ကြံစမလဲနော်ဒါလိုအပ်လာပြီနော် solution အဖြေရတာပျော်တယ်နော်ပျော်တယ်နော်ဆိုတော့ပြီးခဲ့တဲ့3လနှစ်မှာကျွန်တော်တို့ Zoom meeting လုပ်တော့နော် internet တွေအဆင်မပြေတော့ဘူးနော်ဆိုတော့နိုင်ငံရေးအခြေအနေကြောင့် internet တွေအဆင်မပြေတော့ကျွန်တော်ဗာဆက်လုပ်အောင်နော်ဆရာဆမိုက်နဲ့တင်တန်းဘယ်လိုပေးရမလဲအဲ့နဲ့ခေါင်းထဲမှာနော်စဉ်းစားနဲ့အတွေးပေါ်လာကျွန်တော်ကြားဘူးတဲ့အရာကအဲ့အချိန်မှာတယ်လီနောဖုန်းကနော်တစ်ခါခေါ်ရင်လူ9ယောက်ကိုတစ်ခါတည်းနော် network တွေနဲ့ခေါ်လို့ရတယ်ဆိုတာokay ကောင်းတယ်ဒါဆိုရင်နော်အဲ့အချိန်မှာသူက package ရှိတာပေါ့နော်စကားပြောတဲ့ package ကို999ချက် package ကိုခေါ်လိုက်မှဆိုရင်နော်တနေ့ကုန်ပြောလို့ရတယ်ဆိုတော့စမ်းကြည့်အောင်ဆိုရင်မှကျွန်တော်ကနော်ဆရာမ9ယောက်ကိုတစ်ဖွဲ့လိုက်ပြီးတော့မှငါတို့တော့မှတင်တန်းနော်မိသားဖွဲ့ရအောင်ဆိုမှနော်933ဆိုမှကျွန်တော်တို့လုပ်လိုက်နော်ဆိုတော့933တစ်ဖွဲ့နှစ်ဖွဲ့သုံးဖွဲ့ကျွန်တော်အဲ့လိုဖွဲ့လိုက်တဲ့အခါမှာတပတ်ကိုနော်အဖွဲ့3ဖွဲ့ဆရာဆရာမ9ယောက်ပါတဲ့အဖွဲ့3ဖွဲ့ကိုကျွန်တော်စပြီးတော့မှနော်တင်တန်းပေးလို့ရတယ်ဆရာဆရာမတွေကလည်းပျော်ကြတယ်နော် Zoom နဲ့ internet နဲ့နော်မတွေ့ရပေမဲ့933နဲ့တယ်လီဖုန်းနဲ့နော်အားလုံးကပြောလို့ရတယ်ကျွန်တော်ကလည်းဝင်ရတယ်သူတို့ကလည်းဝင်ရတယ်သိကောင်းတာနော်
ဆိုအဲ့ဒါက problem solving เนาะဆိုတော့ဒါဥပမာလေးတစ်ခုပေါ့เนาะကျွန်တော်တို့ကတွေ့ကြုံရတဲ့အခြေအနေမှာเนาะကျွန်တော်ပြဿနာကိုဘယ်လိုဖြေရှင်းမလဲเนาะဒါကျွန်တော်အတူကဝိုင်းဝန်းစဉ်းစားပြီးစုပေါင်းအဖြေရှာထုတ်ဖို့အရေးကြီးတယ်เนาะအဲ့တော့လှုပ်ရှားမှုတာ၍တိုးတဲ့အောင်မြင်ဖို့အတွက်เนาะတချို့ကเนาะစဉ်းစားတဲ့အခါမှာเนาะထူးချွန်တယ်เนาะစုကျေးဇူးရှိတယ်ပေါ့ပြောရမယ်ဆိုရင်เนาะတော့အဲ့လိုစုကျေးဇူးရှိတဲ့သူတွေကစဉ်းစားလို့မြင်တတ်ရင်အာဟဲ့ငါဓမ္မ idea လေးတစ်ခုရလာပြီเนาะငါတို့ဒီလိုလုပ်ကြရင်ကောင်းမလားเนาะအဲ့ဒါနောက်တစ်ခါတော့ကျွန်တော်တို့လေဖျန်းကန်ဒီလိုဖွင့်ပြတယ်ဒီလိုလုပ်လိုက်ရင်เนาะပူးကောင်းတဲ့ရတဲ့တွေကိုရနိုင်တယ်မင်းတို့မြင်မိတယ်เนาะတွေးမိတယ်เนาะအဲ့လိုမျိုးလေးပေါ့เนาะဆိုတော့ creative เนาะပုံစံလေးနဲ့ကျွန်တော်တို့စဉ်းစားဖို့လိုတယ်တွေးကြုံလာသည့်အခြေအနေအခက်အခဲပြဿနာစိန်ခေါ်မှုများကိုတူးနဲ့တူးအပြစ်မတင်ပဲเนาะပူပေါင်းဆောင်ရွက်သူများအနေဖြင့်မိခဲ့တို့အတူတကွတီထွင်ဆန်းသစ်စဉ်းစားအဖြေထုတ်ကြနီเนาะဒါသိအရေးကြီးပါတယ်เนาะဒါကြောင့်ဆန္ဒတစ်မှာเนาะဆင်ခြင်အောက်မေ့ခြင်းကအသိအရေးကြီးเนาะတရားတော်ကိုနေညမပြတ်ဆင်ခြင်အောက်မေ့တော်သူဟာမင်္ဂလာရှိတယ်เนาะဒါကျွန်တော်ကလှုပ်လို့စင်တိုင်းမလှုပ်ပြီးတော့ဘာမှလည်းမစင်စားဘာမှလည်းမစင်ချင်ဘူးဆိုရင်နော်ဒါ119ခုမြောက်သောဆန္ဒအပိုင်ငယ်69ကနေဖတ်ကြည့်လိုက်အဲ့လိုစင်ချင်အောင်မိတဲ့အခါမှာတဲ့ဆရာတွေထက်အသက်ကြီးသူတွေထက်တာ၍နားလေတယ်ဓမ္မရှိတဲ့ဆရာဆန်းမတွေစဉ်းစားကြည့်ပါစီရင်ကြည့်ပါကိုယ်ဆရာအတွက်နော် idea တွေအများကြီးထွက်လာလိမ့်မယ်နော်ဆရာတွေကလည်းဆရာတွေဖြစ်ပြီးတော့မှမစင်စားဘူးသူတက်တာလေးနဲ့ပဲ तू သင်နေတယ်ဆိုရင်လည်း तू မတိုးတက်ဘူးเนาะကျွန်တော်လည်းကျွန်တော်သိတာလေးနဲ့ပဲကျွန်တော်ဒီလိုလေးပဲเนาะသိတာလေးပဲဝင်ကနေမယ်ဆိုရင်ကျွန်တော်မှစဉ်းစားဆင်ခြင်မှုလည်းမရှိဘူးဆင်ခြင်အောင်မခြင်းလည်းမရှိဘူးဆိုရင်ဓမ္မရှိတဲ့ဆရာတွေကအဲ့လိုစဉ်းစားဆင်ခြင်မယ်ဆိုရင်ကျွန်တော်ထက်အများကြီးတော်သွားလိမ့်မယ်နော်သိချတယ်ကျွန်တော်ကြံခဲ့မှာဖြစ်တယ်နော်ဒါကျွန်တော်တို့သင်ကြားပေးတဲ့နော်ဆရာကြီးဒေါက်တာဘီကလီကသူ Harvard University မှာနှစ်ပတ်သင်တန်းသွားတက်ရအဲ့နှစ်ပတ်သင်တန်းကိုသွားတက်တဲ့အခါမှာဒေါ်လာ2000ပေးရနော်ဒါပေမဲ့ဖခင်ကသူ့ကိုပြင်ဆင်ပေးတယ်နော်သူကတကယ်ကိုကဘာတဝန်းလုံးမှာအသင်းတော်စပါတိုလုပ်ငန်းကိုနော်အဲ့လိုမျိုးပူပေါင်းဆောင်တဲ့အဖွဲ့ကိုသူကဖွဲ့စည်းထားတာနော်အဲ့သူဒီ Harvard University မှာသူသွားတက်တဲ့အခါမှာနော်သူလေ့လာတွေ့ရှိရတဲ့အရာကတဲ့အဲ့ Harvard University မှာနော်ဟိုဌာနတစ်ခုရှိတယ်နော်အဲ့ဌာနကတဲ့ဘယ်လိုခေါ်လဲဆိုတော့ thinking department လို့ခေါ်တယ် thinking department နော်အဲ့ဒီဌာနမှာရှိတဲ့ဟိုဝန်ထမ်းတွေကဘာပဲလုပ်ရလဲဆိုတော့သူတို့ရဲ့ Harvard University နော်တိုးတက်ဖို့အတွက်သူကအမြဲတမ်းစဉ်းစားနေရတဲ့ဌာနပေါ့နော်သူကအမြဲတမ်းစဉ်းစားတာငါတို့ရဲ့ Harvard University မှာကျောင်းသားတွေအခြေအနေဘယ်လိုရှိလဲငါတို့ Harvard University မှာဘယ်လိုတိုးတက်အောင်မြင်မှုရှိလဲဟောငါတို့ Harvard University မှာဘယ်လိုအားကျတဲ့ရှိလဲနော်ဘယ်လိုလုပ်လိုက်ရင်ငါတို့ Harvard University ကတားတိုးတက်လာမယ်နော်ဟောအရေးသွေးမြင့်မားတဲ့နော်ဟိုဘွဲ့ရတွေကိုဘယ်လိုမွေးထုတ်နိုင်မလဲဟာစဉ်းစားတာနော်ကျွန်တော်နော်ကျွန်တော်တို့အတွေးတစ်ခုဝင်လာငါလည်းဖျားခင်ရဲ့တခုတည်းသောနိုင်ငံသားတော်ကိုငါစဉ်းစားရမယ်နော်ငါစဉ်းစားရမယ်ငါဆုတောင်းရမယ်ငင်းမှုဆိုတာငါနေရငါတစ်ချိန်လုံးရှေ့ရုံးတိုင်းပဲငါတသမတ်ကြီးပုံမှန်တိုင်းပဲသွားနေလို့ကတော့ငါကြံခဲ့မယ်နော်ဆိုတော့ဒါကြောင့်ဓမ္မရှိရဲ့ဆက်ဆံမတွေကထိရောက်စွာပူပေါင်းဆောင်နေဖို့အတွက်ဘာလို့ရမလဲနော် creativity တီထွင်စမ်းသစ်မှုလိုအပ်ပါနော်ဆိုတော့ဖျားခင်က the god of knowledge ဖျားခင်ကဉာဏ်ပညာကိုပေးပိုင်တယ်နော်ဒိုင်လာတို့မြတ်ဘုရားနေစာမင်းကြီးကအိမ်မက်အနက်ကိုတော့မပြောဘဲနဲ့အဖြူပြောခိုင်းနေဘယ်လိုလုပ်လဲနော်အိမ်မက်ကိုလည်းမသိဘူးအဖြူကိုပါပြောမှဆိုတော့ဒါပေမဲ့ဒိုင်လာတို့ဆုတောင်းတယ်ဖျားခင်ကအိမ်မက်ကိုလည်းပြတယ်အဖြူကိုလည်းပြီးတယ်အဲ့တော့ကျွန်တော်တို့တခုတည်းသောနိုင်ငံတော်သာနာနှစ်လှုပ်ရှားမှုအောင်မြင်ဖို့အတွက်ဘယ်လိုလုပ်အောင်လဲကျွန်တော်ဆုတောင်းစဉ်းစားရင်ဖျားခင်ကနော်အဖြေပေးလိမ့်မယ်ဒါဘယ်လိုလုပ်အောင်လဲဘယ်သူတွေနဲ့ပူးပေါင်းပဲနော်ဆိုတော့ဖျားခင်မှာအဖြေရှိတယ်အဲ့တော့ကျွန်တော်ယုံကြည်ပါတယ်နော်တီထွင်စမ်းသစ်မှုနဲ့ဥဆောင်တဲ့ခေါင်းဆောင်တွေဖြစ်ဖို့တီထွင်စမ်းသစ်မှုနဲ့အတူတကွပူးပေါင်းဆောင်ဖို့ရင်ဖြစ်တယ်နော်ကဲစီသုံးလို့ပြီးသွားပြီနော် conviction ကိုပိုင်ခံချက်
clarity ရှင်းလင်းပြတ်သားမှု creativity တီထွင်စမ်းသစ်မှုနော်ကဲနောက်စီတစ်ခုကြည့်အောင်co-ownership သိအရေးကြီးပါတယ်နော် co-ownership ownership ဆိုတော့ owner ဆိုတာနော်ပိုင်ဆိုင်သူပေါ့ owner ဒါငါပစ္စည်းနော် owner နော်ဒါဒီ cycle ကငါ cycle နော်ဒီ tablet ကငါ tablet နော်ဒီအိမ်ကငါအိမ်နော်အဲ့ဒါပိုင်ရှင်ပေါ့နော်ဆိုတော့အခုကျွန်တော်ဒီအချက်ကိုနော်သိစေချင်တဲ့အချက်က share ဝင်တယောက်ကဲ့သို့ပိုင်ဆိုင်ခြင်းနော်ကျွန်တော်လုပ်ငန်းတစ်ခုလို့ပြော share ထည့်ထားတယ်နော်အဲ့ share မှာလည်းကိုကဝန်ထမ်းတစ်ယောက်အဲဆို share ဝင်တယောက်ကဲ့သို့ပိုင်ဆိုင်တယ်အခုလည်းကျွန်တော်ကနည်းနည်းလှုပ်ရှားမှုမှာကျွန်တော်က share ဝင်တယောက်အနေနဲ့ပါဝင်လှုပ်ဆောင်နေတယ်လို့ကိုယ့်ကိုမမြင်ဘူးဆိုရင်တော့ကျွန်တော်ရဲ့ထည့်စွာပူးပေါင်းဆောင်ရွက်ခြင်းအားနေပါပြီနော်ဆိုတော့ဒါမှဆိုရင်ဒါငါတို့ငါအိမ်မဟုတ်ဘူးနော်ငါတို့ရဲ့အိမ်နော်နေ့လေးနေ့လှုပ်ရှားမှုကငါလှုပ်ရှားမှုဘူးငါတို့ရဲ့ဖျားသားသမီးတွေရဲ့အင်္ဂါချင်းတွေရဲ့လှုပ်ရှားမှုဒါငါတို့နဲ့ဆိုင်နေငါနဲ့ဆိုင်နေမဟုတ်ဘူးနော်ဒါငါရဲ့အလုပ်သူ့ရဲ့အလုပ်မဟုတ်ဘူးငါတို့ရဲ့အလုပ်နော်အဲ့လိုမျိုးနားရရနော်မဆိုတင်းဒီကုမ္ပဏီတစ်ခုတွင်အစုရှယ်ယာဝင်တူဦးလည်းဖြစ်တယ်ကုမ္ပဏီဝန်ထမ်းတူဦးလည်းဖြစ်တယ်ဆိုရင်နော်ထိုကုမ္ပဏီလုပ်ငန်းနဲ့ကုမ္ပဏီပိုင်ပစ္စည်းများကိုမိခဲ့သို့သောစိတ်သဘောထားမြင့်လောက်ကင်ဆောင်ရမယ်နော်တချို့ driver တွေမော်တော်ကားမောင်းတယ်ပစ္စလက်ခံမောင်းတာနော် accident ဖြစ်ရင်လည်းဖြစ်กว่าနော် तू ကကို ownership မရှိဘူးနော်ဒါတထေးကားပဲငါကြိုက်လို့မောင်းကြိုက်လို့ဖြစ်တထေးလာရှင်းလိမ့်မယ်အဲ့ဒါဆိုရင် तू ကshare ဝင်တရားလို့ပိုင်ဆိုင်တဲ့နှလုံးသားမဟုတ်ဘူး तू ကဝန်ထမ်းငါလစာရတယ်လစာပုံမှန်ရရင်ပြီးပေါ့နော်ငါတာဝန်ကိုငါအလုပ်ချိန်မှာငါအလုပ်ချိန်လေးပြည့်အောင်ငါလုပ်မယ်နော်အဲ့ဒါကမဟုတ်ဘူးနော်မမှန်ကန်တဲ့စိတ်ထားဖြစ်တယ်နော်အဲ့တော့ဒီလုပ်ငန်းကငါဝန်ထမ်းတယောက်လည်းဖြစ်တယ်ဒီလုပ်ငန်းမှာလည်းငါရှေ့ရောက်ဝင်ထည့်ထားတယ်အဲ့တော့ဒီလုပ်ငန်းပျက်စီးခြင်းကငါရဲ့ပျက်စီးခြင်းဒီလုပ်ငန်းမအောင်မြင်ခြင်းကငါရဲ့မအောင်မြင်ခြင်းကြောင့်ဒါကြောင့်ငါဒီကုမ္ပဏီပိုင်ပစ္စည်းတို့ငါမပြတ်အောင်ငါထိန်းသိမ်းရမယ်ဒီကုမ္ပဏီတိုးတက်အောင်ငါလုပ်ရမယ်နော်အဲ့ဒါသိအကြီးနော်ဒါကြောင့်ကျွန်တော်ကအခု tablet ရလာပြီဆိုရင်ဒီ tablet ကိုပစ္စလက်ကထားပြီးတော့မှကြကွဲတာတို့နော်ဒီ tablet ကိုနော်ပစ္စလက်ကသုံးပြီးတော့မှပြတ်သွားတာတို့အဲ့လိုမဟုတ်အောင်နော်ကျွန်တော်ဆောင်းအသိညွတ်ဆိုရင်အစတော့မှဒီ tablet တွေမပေါ်ခင်မှာရုပ်ရှင်ဇက်ကြီးတွေနော်မီးလုံးတွေနဲ့သွားတာအဲ့တော့အဲ့ချိန်တော့ကကျွန်တော် knowledge နဲ့သင်ရတာနော်မီးဇက်တွေနော်ဖလင်ဘုံတွေရုပ်ရှင်ဇက်တွေကို knowledge တစ်စည်းနဲ့သင်မှရွာတရံနဲ့တွေ့အောင်သွားလို့ရတယ်အဲ့တော့ဆောင်းသိညွတ်ဘာပြောလဲဆိုတော့ကျွန်တော်မိဖက်ဆောင်ရွက်တဲ့နော်အသင်းချုပ်ကဆရာတွေကိုတော့မှားတယ်ဆရာဆမတို့နော်အခုဒီရုပ်ရှင်ဇက်ပစ္စည်းတွေကနော်ဘသူတွေကပေးလူထားလဲဆိုရင်နော်မုတ်ဆိုးမတွေကသူတို့ရဲ့သပင်တွေကိုဖြတ်ပြီးတော့မှရောင်းပြီးတော့မှတာလုပ်ငန်းတွေတွေးဝယ်ထားတာဖြစ်တယ်တိတ်တန်ဖို့ရှိရနော်မုတ်ဆိုးမတွေကသူတို့ရဲ့သပင်တွေကိုဖြတ်ရောင်းပြီးတော့မှရလာတဲ့ပိုက်ဆံနဲ့ရုပ်ရှင်ဇက်တွေကိုပေးဝယ်ထားပြီးတော့တာလုပ်ငန်းကိုလုပ်စေတာဖြစ်တော့ကြောင့်ဆရာဆမတို့ဒီရုပ်ရှင်ဇက်ကိုသွားတဲ့ခါမှာတည်တဲ့ခါမှာဒီမီလုံးလေးစလိုက်မီလုံးလေးတို့မပြတ်သွားအောင်တေချာဖြုတ်ပြီးတော့မှကင်တွယ်ပါနော်ဆရာကဗာရှင်းပြတယ်ဆိုကျွန်တော်ဆိုရင်တဲ့နော်ဆိုတော့ဒီမီလေးမကျွမ်းမဘူးတဲ့တေချာနော်ထိမ့်သိမ်းဆောင်းရှောက်ပါတယ်နော်ကျွန်တော်ရဲ့ main market တို့ကျွန်တော်ချစ်ပြီးတော့မှတာဝန်ယူပါတယ်နော်ဒါကြောင့်ဆရာဆရာမတို့လည်းနော်ဒီရုပ်ရှင်ဇက်ပစ္စည်းတွေကိုမိမိရဲ့ဇနီးတွေကဲ့သို့ခင်မွန်းတွေကဲ့သို့တေချာထိမ့်သိမ်းဆောင်းရှောက်ပြီးတော့မှတာဝန်ယူပြီးတော့မှနော်ဒါလုပ်ငန်းကိုလုပ်ကြပါဆိုပြီးနော်တချို့ကဒီတိုင်းပဲပြစ်ထားတာလေဒီတိုင်းပဲပြစ်ထားပြီးတော့မှမိုးတဲ့လီထဲမှာလည်းပြက်ရင်ပျက်စီးပေါ့ဘာဖြစ်လဲနော်ဆိုတော့အဲ့လိုမျိုးမဟုတ်အောင်နော်အဲ့ဒါနော် co-ownership မဟုတ်တော့နော် share ဝင်တယောက်ကဲ့သို့ပိုင်ဆိုင်တဲ့စိတ်ထားမဟုတ်တော့နော်ဆိုတော့ဓမ္မဆိုရင်နော်နေ့လေးနေ့နော်တမန်တော်တွေရဲ့အချိန်ခါမှာအသင်းတော်ပြန်ကြည့်လိုက်ဘယ်တော့ပျော်စရာကောင်းလဲနော်နည်းသူမပူများသူမလို့ရှိတဲ့အရာနဲ့တယောက်တစ်ယောက်ပေးကမ်းကူညီစွန့်ကြဲဝင်ကားပြီးတော့မှနော်ဆိုတော့အသင်းတော်လှုပ်ရှားမှုကိုဆက်လုပ်နေကြတာဆိုတဲ့အရာကနော်ဒါ co-ownership သဘောဖြစ်တယ်
နော်ဒါကြောင့်နိုင်ငံတော်သာနာနိလိနဲ့တက်ပလှုပ်ရှားမှုကိုရှယ်ဝင်တယောက်ကဲ့သို့ပိုင်ဆိုင်သည့်စိတ်သဘောထားဖြင့်လှုပ်ဆောင်နေပါသလားသင်အပိုင်းမှာသင်ဘာတွေပါဝင်လှုပ်ဆောင်နေလေပေါ့နော်ဒါအင်တန်မှဒါအရေးကြီးတဲ့နော်ဒုဋ္ဌစီပေါ့နော် conviction နော်ခံချက်နဲ့လုပ်ဖို့ clarity ရှင်းရှင်းလင်းလင်းနော်ရှင်းလင်းပြတ်သားမှုနဲ့လုပ်ဖို့နော် creativity တီထွင်စမ်းသပ်မှုနဲ့အတူကပူးပေါင်းဆောင်ရွက်ဖို့ co-ownership နော်ရှယ်ဝင်တယောက်ကဲ့သို့ပိုင်ဆိုင်သူတယောက်အနေနဲ့နော်ပါဝင်လှုပ်ရှားဖို့ကဲနောက်နံပါတ်5စီကိုကြည့်အောင် consistent နော် consistent ဖြစ်အောင်နော်ရှစ်တမျိုးနောက်တမျိုးမဟုတ်အပြောနဲ့လက်တွေ့ညီရမှာကျို့ကတော့ရှေ့မှာတော့အပြောဟာချမယ်ဖိုင်မယ်လုံးမယ်နောက်မှာကျတော့လှုပ်ချင်တာလှုပ်ဖြစ်ချင်တာဖြစ်နော်အရှေ့မှာတော့အပြောလေးကချိုမျက်နှာလေးကပြုံးနော်လှုပ်အောင်ပါဘောဒါနိုင်ငံတော်သားနာပဲနောက်မှာတော့ကိုလှုပ်ချင်တာလှုပ်နော်ဒါ consistent ဖြစ်နော်အပြောနဲ့လက်တွေ့မညီဘူးနော်အဲ့တော့အပြောနဲ့လက်တွေ့ consistent ဖြစ်ဖို့ကစီကံစက္ကအနံမှုဖြင့်တစ္ဆာရှိစွာဒီဇိုင်းမမတ်လှုပ်ဆောင်နော်စီကံစက္ကအနံမှုဖြင့်တစ္ဆာရှိစွာဒီဇိုင်းမမတ်လှုပ်ဆောင်မှာနော်ဒီမှာအင်္ဂလိပ်စကားလုံးလေးရေးထားသိကောင်းတာနော် consistent action နော် consistent action နော်ရှင်းတော့ညီပြီးဒီဇိုင်းမမတ်နော်လှုပ်ဆောင်ခြင်းဟာတဲ့ creates consistent result နော်နော်ရလက်တွေကိုနော်ပုံမှန်နော်အမြဲတမ်းရရှိစေလိမ့်မယ်နော်ဆိုတော့ consistent result နော်တခါတပွဲတိုးလေးပဲရလာမဟုတ်ဘူးနော်ပုံမှန်ရလာကောင်းနေနော်ဆက်ရရှိနေနော်ဇက်ရရှိနေနော်ဆိုတော့အပြောနဲ့လက်တွေ့ညီချင်းရဲ့အရေးကြီးမှုနော်ဆိုတော့အရေးအတွက်တော့မကအရေးချင်းကိုပါတိုးတက်လာစေတယ်နော်ကျွန်တော်ကနော်ကိုပြောတဲ့အတိုင်းကိုလုပ်တယ်ကိုဆက်ကတဲ့အတိုင်းကိုတကယ်အသက်ရှင်နေဆိုရင်အရေးတော့မကောက်ဘူးနော်အရေးအချင်းမှာတိုးတက်လာစေမှာဖြစ်တယ်နော်ကိုယ့်ရဲ့စွမ်းဆောင်မှုစွမ်းအိုးပါတိုးမြင့်စေတယ်နော်ကိုယ့်ရဲ့စွမ်းဆောင်မှုကိုယ့်ရဲ့ capacity နော်ကိုယ့်ရဲ့ပြောမယ်ဆိုရင်နော် competency ကိုယ့်ရဲ့ကျွမ်းကျင်မှုတိုးတက်လာအစတော့ငါဒါလေးပဲလုပ်တာအခုတော့ငါသိလာပြီအခုတော့ငါလုပ်တတ်လာပြီအစတော့ငါသိမကျွမ်းဘူးငါအခုကျွမ်းလာပြီနော်အဲ့ဒါက consistent ဖြစ်တာနော်လေ့လာသင်ခြင်းနော်တခုခုမတတ်ဘူးတခုခုနားမလည်ဘူးဆိုရင်ကိုကလေ့လာမယ်သင်မယ်နော်နားလည်အောင်လုပ်မယ်ဆိုရင်ကိုကကျွမ်းကျင်တာလေနော်ကျွမ်းကျင်တာလေဒီမှာတချို့နော်ဆိုတော့ဖြစ်ချင်တယ်ဆိုရင်လေ့ကျင်ရနော်ကျွန်တော်တို့ရဲ့ဒါပေါ့ရုံးမှာစက်ကတ်သွားတဲ့လူငယ်ဆရာလေးတချို့လည်းသိမှာနော်သောမတ်မြတ်သွင်းဆိုတာနော်အစကကျွန်တော်တင်တိုင်းတော့လာတက်တဲ့ခါမှာလူငယ်လေးနော်သူကသင်သိဆိုရှင်တော့သူကရေချိုးလိုက်မှာသူကအတန်ရောဆိုတာအတန်ကစူးနေရပဲနော်ဒါပေမဲ့ तू ကသူများပြောတာဝေဖန်တာ तू ကဂူးမဆိုင် तू ကသချင်းဆိုဝါနာပါတော့ तू ကဆိုနော်သူ့အတန်ကို तू ကကောင်းအောင် तू ကလေ့ကျင့်အခုတော့ तू ကနော်သူ့အတန်ကတော်တော်လေးကိုရှယ်ဖြစ်လာတော့ line ပေါ်မှာကျွန်တော်တွေ့ရမှာနော် Thomas မြတ်သွင်းဆိုတာရိုက်ကြည့်လိုက်နော် Thomas မြတ်သွင်းဆိုရဲနော် Facebook မှာရိုက်ကြည့်လိုက်နော်သူ့ချင်းတွေကိုကျွန်တော်နားထောင်ရလိမ့်မယ်နော် YouTube မှာလည်းရိုက်ကြည့်လိုက်ရင်တွေ့ရမှာနော်ဒါမှလည်း consistent နော်ကြိုးစားတယ်နော်တီထွင်စမ်းသပ်မှုကိုပါတိုးမြင့်စေနော်အဲ့လို consistent ဖြစ်လာရင်နော်ကျွန်တော်တီထွင်စမ်းသပ်မှုတွေidea တွေကောင်းလာ idea တွေထွက်လာနော်ကောင်းလိုက်လားဘလို့လေဤပညာလေးတွေစင်ပြေအဲ့လိုမျိုးဖြစ်လာနော်ဆိုတော့ဝန်းကျင်ရဲ့ယုံကြည်မှုကိုတိုးမြင့်စေနော်ကိုယ့်ကိုယုံကြည်စိတ်ချလာဟိုဆရာဒီဆရာစိတ်ချရတယ်လို့ဘာမှပူမနေတဲ့အဲ့ဆရာငါထောက်ခံတယ်နော်အဲ့ဆရာကိုငါနော်လုံးဝထောက်ခံတယ်ဒီဆရာကိုမင်းတို့ဖိတ်ရင်မင်းတို့အသင်းတော်တိုးတက်ရမယ်ဒီဆရာကိုမင်းတို့လက်တွဲလုပ်ရင်မင်းတို့အသင်းတော်အောင်မြင်ရမယ်နော်ဆိုတော့ဝန်းကျင်ရဲ့ယုံကြည်မှုကတိုးမြင့်စေ credibility အဲ့ဆရာတော့မလို့နော်တပွဲစားပဲနော်ဒီဆရာနဲ့တော့ပေါင်းရင်မင်းတို့မှားသွားမယ်အဲ့လိုမျိုးဆိုရင်တော့မဟုတ်တော့နော်မဟုတ်တော့လူတွေကကိုယ်ယုံကြည်မှုရှိရငါတို့အသင်းတော်တင်တယ်လို့ဟဲ့ဘယ်ဆရာဖိတ်ရမလဲဟိုဆရာကျတဲ့သူကဟုတ်တယ်သဘောတူတယ်အဲ့ဆရာကတကယ်ကိုယုံကြည်စိတ်ချနော်ဖိတ်ပါနော်အဲ့ဆရာကတကယ်ကိုအသင်ကြားကောင်းတယ်အဲ့ဆရာကတကယ်ကိုလက်တွေ့ရှိတယ်နော်
ဒါပေမဲ့တယောက်ကဟိုဆရာဖိတ်ဝင်မကောင်းလားဟာမလုပ်နဲ့ဒီဆရာကအပလာအပြောပဲရှိတာလက်တွေမရှိဘူးနော်ဆိုတော့အဲ့တော့ကိုကဘယ်အုပ်စုထဲမှာပါလဲနော်အပြောပဲရှိလက်တွေမရှိတဲ့ဆရာလားအပြောနဲ့လက်တွေညီတဲ့ဆရာလားလူတွေကိုဘယ်လိုစိတ်ချမှုရှိလဲနော်ကိုကိုပြန်ပြီးတော့မေးကြည့်ပါနော်ဆိုတော့ဒါက consistent နော်ရှစ်တမျိုးနောက်တမျိုးမဟုတ်ဘူးအပြောနဲ့လက်တွေညီရနော်ဥပမာဒိုင်လာနော်လူငယ်လေးပါနော်ပြည်နံခံရတယ်ဟာတိုင်းဓမ္မနိုင်ငံရောက်သွားတယ်နေပုကနေဇံမင်းကြီးကနော်လူငယ်လေးတွေကိုစီယုံတင်သွင်းပြီးတော့မှနော်သူတို့ရဲ့ယဉ်ကျေးမှုတွေကိုတွတ်သွင်းတာနော်ယဉ်ကျေးမှုရဲ့ဘာသာဓလေ့ထုံးစံတွေကိုတွတ်သွင်းတာဒါပေမဲ့ဒိုင်လာတို့ရှာဒရက်မီရှက်အဘီနဂိုတို့ကလုံးဝပဲနော် consistent သူတို့တိုင်းပြည်မှာရှိတဲ့အချိန်မှာလည်းအဖေမေတွေဘိုးဘွားတွေတုံတင်တဲ့နော်ဖျားသခင်ရှိတယ်ဖျားသခင်ရဲ့ပြည့်ညတ်တော်ရှိတယ်အဲ့တော့တိုင်းတစ်ပါးဘာသာကြားနော်မတူညီတဲ့ယဉ်ကျေးမှုရဲ့ဓလေ့ထုံးစံတော့သူတို့မလိုက်ဘူးဒီဖျားတော့လိုက်မယ်ပွဲတော်ကကြာလာတဲ့အစာတွေမစားပြစေနဲ့နော်စပည့်တွေမတော့ပြစေနဲ့ကျွန်တော်တို့ဟင်းသီးဟင်းရွက်ပဲ10ရက်တာကြွေးကြည့်ပါနော်သူတို့က consistent ရှိတယ်နော်အဲ့လို consistent ရှိတဲ့အတွက်သူတို့ကအောင်မြင်တယ်ပြောလို့ဆိုရင်ဘယင်40ပြောင်းသွားတယ်ဒိုင်လာဝန်ကြီးနေရာမပြောင်းဘူးနော်ဆိုတော့ဒိုင်လာတို့က consistent ဖြစ်တယ်နော်ဆိုတော့တရက်3ချိန်ဆူတောင်းမယ်ဆိုလေ3ချိန်ဆူတောင်းရမယ်နော်ဒီနိုင်ငံတော်တာဝန်ကိုကျွန်တော်လုပ်မယ်ဆိုလေဟေးခက်ကောင်းကောင်းမကောင်းကောင်းနော်နိုင်ငံရေးအခြေအနေကောင်းကောင်းမကောင်းကောင်းစီးပွားရေးကောင်းကောင်းမကောင်းကောင်းငါတို့တစ္ဆာရှိစွာအင်္ဂလိပ်လုပ်မယ်တစ္ဆာရှိစွာတပည့်တော်ဖြစ်စေမယ်တစ္ဆာရှိစွာနည်းနည်းလှုပ်ရှားမှုကိုလုပ်မယ်တစ္ဆာရှိစွာလှုပ်ရှားမှုကိုဆက်လုပ်မယ်ဒါ consistent နော်ရှစ်တမျိုးနောက်တမျိုးမဟုတ်ဘူးအပြောနဲ့လက်တွေ့မညီတဲ့အရာမဟုတ်ဘူးနော်ကိုပြောရင်ပြောတဲ့အတိုင်းဟုတ်တယ်နော်ဒါသိအရေးကြီးပါတယ်ဒါသခင်ရှုကနော် consistent ဖြစ်တယ် तू ကလာတဲ့ဟူက तू သိတယ်ငါဘာတူလဲငါဖျားပဲငါလောကမှာနော်ငါစခိုးလေးမှလာမွေးဘာငါဘွားလေးကသိငယ်သွားပါလားဆိုတာသခင်ရှုကအဲ့လိုမဟုတ်ဘူးနော်ဟုတ်တယ်ဘာကြောင့်ငါစခိုးတွေမှလာမွေးရလဲနော်သူ့မှာခံချက်ယုံကြည်မှုပြည့်ရှိတယ်မွေးလာကလေးကသူက consistent ဖြစ်တဲ့အခါမှာအဆုံးထိနော်အဆုံးထိကို तू ကပြောနေလို့လက်တွေညီစွာ तू လုတ်သွားတယ်နော်ယုံကြည်ခြင်းကိုအဆောက်အဦ၍စုံလင်စေတော်မူသောသခင်ရှုကိုစစ်စစ်ထပ်ရှုကြကုန်ဟန်ထိုသခင်သည်မိမိရှိနေထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်ရှက်ကြောက်စရာအရာကိုမမှတ်ပဲလက်ဝါးကရဏခံပြီးမှဘုရားခင်ပလင်တော်လက်ရတော်ဘက်၌ထိုင်နေတော်မူ၏နော် consistent ခက်ခဲတဲ့ဒုက္ခဆင်းရဲခြင်းနဲ့ဖိအားပေးမှုတွေသူ့ရဲ့အသက်ကိုချိန်ချောက်လာတဲ့အထိဖြစ်လာတော့မှတော့ consistent ပဲ तू ပြောတဲ့အတိုင်းသူ့ရဲ့ခံချက်အတိုင်းသူ့ရဲ့ယုံကြည်ချက်အတိုင်း तू ကမပြောင်းမလဲဘူး तू လုပ်တယ်နော်ဘာဖြစ်လို့လဲရှေ့မှာထားတဲ့ဝမ်းမြောက်ခြင်းတနေ့ကျရင်နော်ဘယင်တကာတို့ဘယင်ဆိုတဲ့သခင်နေရာမှာဖျားငင်သူ့ရဲ့ဘုံကိုပြန်ပေးမယ်နော် तू ဘုံကို तू ခဏလေးစွန့်ထားတာနော် तू ဘုံတွေကို तू ခဏစွန့်ဒါပေမဲ့အဲ့ဘုံတွေကိုခမီးတော်ကသူ့ပြန်ပေးတယ်နော်ဆိုတော့တနေ့ကျရင်အဲ့ဒီသခင်ဆိုတဲ့ဘွဲ့နာမရှိမှလူတိုင်းကသူ့ကိုဒူးထောက်ပြီးသခင်လို့ဝန်ခံမယ်ဆိုတာကို तू ကသိအဲ့တော့ तू က consistent ဖြစ်တယ်နော်ရှစ်တမျိုးနောက်တမျိုးမဟုတ်ဘူး तू ကောင်းကင်ဘုံကဆင်းလာကြတဲ့ကဒီခံချက်ပဲလောကမှာအမှုဆောင်တဲ့တာနာပြုတဲ့အချိန်မှာလည်းဒီခံချက်ပဲလက်ဝါးကလည်းမှာအဆုံးထိတည်တဲ့အထိကိုဒီခံချက်ပဲမပြောင်းလဲဘူးနော်ပတ်ဝန်းကျင်ကဘလို့ဖိအားပေးမှုတွေရှိလာပါစေမပြောင်းလဲဘူးနော်ဒါကြောင့်ကျွန်တော်တို့ကအခြေအနေကိုကြည့်ပြီးတော့မှပြောင်းသွားကြတာအခြေအနေကောင်းရင်အင်္ဂလိပ်လုပ်မယ်အခြေအနေမကောင်းရင်အင်္ဂလိပ်မဟုတ်ဘူးစပွန်ဆာကောင်းရင်လုပ်မယ်စပွန်ဆာမရှိရင်မလုပ်တော့အဲ့ဒါမဟုတ်နော်ကျွန်တော်တို့က consistent ဖြစ်ဖို့ရန်အရေးကြီးတယ်နော်ကဲနောက်စီလုံးကြည့်အောင်နောက်စီလုံးကအရေးကြီးတယ်ကျွန်တော်ထည့်ဆိုပူပေါင်းဆောင်တဲ့အခါမှာ communication ဆက်သွယ်ပြောဆိုမှုအဆက်အသွယ်ကသိအရေးကြီးနော်စကားကိုပလီပလာရှစ်တမျိုးနောက်တမျိုးပြောတာလုံးဝအဆင်မပြေဘူးနော်ရှေ့မှာတော့ဟဲပြုံပြုံလေးနဲ့အနောက်မှာတော့အတင်းနေတုတ်ဆိုအဲ့ဒါလည်းမဟုတ်သေးဘူးနော်အဲ့တော့ communication ကသိအရေးကြီးတယ်အဲ့တော့
ပွင့်ပွင့်လင်းလင်းရှိဖို့လိုတယ်နော်ဒါမှကြည့်မယ်ဆိုရင်နော် verbal communication ဆိုတာနော်ကျွန်တော်နှုတ်ကနေပြောတဲ့ communication ပေါ့နော်ဆိုတော့နှုတ်ကနေပြောတဲ့ communication non verbal communication ကအပြုတ်မှုနဲ့ပြောတာပေါ့နော်ဆိုတော့ကျွန်တော်ကွန်ပျူတာလေးနဲ့အဲ့လိုနေမယ်ဆိုရင်တော့ဒါတမျိုးနော်ကျွန်တော်ကစကားတမျိုးပြောနေနော်ဒါပေမဲ့အဲ့လိုနေလိုက်မယ်ဆိုရင်ကျွန်တော်မျက်နှာကိုကြည့်လို့ဒါလည်းစကားတမျိုးပြောနေရပါနော်တချို့ကလည်းမေးတယ်မဖြေဘူးမေးတယ်ဘာဖြစ်နေလဲအဲ့တကယ်ကြီးဘာဖြစ်နေလဲသူစကားပြောနော်ဒါပေမဲ့စကားပြောနေတယ်သူတခုခုစိတ်ထိခိုက်နေတာဖြစ်မှာနော်သူတခုခုဝမ်းနေနေတာဖြစ်မှာဘာလို့သူစကားပြောနိုင်အဲ့လိုမေးနေမှာမျက်ရည်ကျလာဆိုရင်နော်မျက်ရည်ကျလာသူစကားပြောနော်ခေါင်းကစကြနေမျက်ရည်ကျလာအဲ့ဒါသူစကားပြောနေတာနော်ဆိုအဲ့ဒါ non verbal communicator လို့ခေါ်တယ်နော်ဆိုဆက်သွယ်မှုကအမျိုးမျိုးရှိတယ် written communication အခုကျွန်တော်တို့နော်နေ့အဖွဲ့ထဲမှာနော်စာတွေပို့လိုက်တယ်ဆရာမတွေကပို့လိုက်နေ့အဖွဲ့ထဲမှာဟိုဆရာကဓာတ်ပုံတွေတင်လိုက်ပြန်ဟိုဆရာဓာတ်ပုံတွေအဲ့ဒါပါလေ written communication ဟုတ်နော်ဟုတ်ပြီစာတွေတင်လိုက်တယ်နော်စာတွေရေးလိုက်တယ်ဓာတ်ပုံတွေတင်လိုက်တယ် communicate လုပ်တယ်ဒါပေမဲ့ခုနရှေ့ဟာနဲ့သွားဆက်ဖို့အရေးကြီးနော် consistent ဖြစ်ဖို့အရေးကြီးဒီဓာတ်ပုံတင်လိုက်တာနော်အလုပ်သဘောရတင်လိုက်တာလားနော်ဘာမှမစီမဆိုင်အလုပ်မလုပ်ဘဲနဲ့ကိုယ့်အကိုjust for show နော်ပြစားတဲ့သဘောမျိုးနဲ့တင်တာလားဒါမှမဟုတ်တချို့ကလည်းတကယ်ကိုနော်စက်ကပ်ပြီးလုပ်တဲ့ပုံတွေတင်တယ်တချို့ကြောင့်လည်းနော်တကယ်လည်းမလုပ်ပါဘူးနော်ဟိုတနေရာလေးမှာသွားထိုင်ပြီးတော့မှဓာတ်ပုံတွေရိုက်ပြီးမှတင်လိုက်တာတို့ကျွန်တော်တို့တာနာအဖွဲ့အစည်းတစ်ခုရှိတယ်အဲ့ဒါတာနာခေါင်းဆောင်ကတက်တက်ခံကြပါလို့ပြောတယ်အဲ့တာနာကလည်းနော်ပြပနေအထောက်ပံ့ရတော့လစာတွေပေးတယ်နော်လစာတွေပေးတယ်အဲ့တော့ခေါင်းဆောင်ကလည်းအဲ့ဒီအဖွဲ့အစည်းကိုဥဆောင်တဲ့ခေါင်းဆောင်ကလည်းသူဝန်ထမ်းတွေကိုသွားတက်တက်ခံကြဆိုသွားတဲ့ခါမှာနော်အဲ့ဒီဝန်ထမ်းလေးတွေကစုပြီးတော့မှဘာလုပ်လဲဆိုတော့လက်ဖိတ်ဆိုင်မှာသွားထိုင်ပြီးတော့မှအာထုနေကြတာပြန်ခံနေကြတော့သူတို့တင်းချိုင်းကုန်းတော့ဖြတ်သွားတယ်တင်းချိုင်းကုန်းမှာရှိတဲ့နာမည်တွေကိုသွားရေးချလိုက်နော်မောင်ဖြူဟိုဘက်ကဥကိုမသိန်းပြန်ပြီးတော့ရုံးပြန်ကြကဲဆရာကြီးကျွန်တော်ဒီမှာ9ယောက်တက်တက်ခံပါတယ်မောင်ဖြူမလာမသိန်းဆရာလည်းသဘောကျတပည့်တော်တယ်နော်မင်းတို့ကိုပေါက်စုပေးမယ်လာကိုကြတော့လာစားလေးပေးဝန်ထမ်းတွေကလည်းပြောတယ်လာစားရတယ်နော်တက်တက်ခံလားဆိုတော့လေတကယ်လည်းမခံဘူးဘာလို့လဲအဖြစ်သဘောရ on paper ရေးတယ်နော်ဒါကြောင့်ကျွန်တော်တို့သတိပေးချင်တာကနော်ဆရာဆရာမတွေကလှုပ်ရှားတယ်လို့ကျွန်တော်ပြောတော့မဟုတ်ဘူးနော် accountable ယူတယ်လို့ပြောတာနော် accountable ဆိုတာတာဝန်ယူတာဝန်ခံတယ်ဆိုတဲ့သဘောကျွန်တော်တို့ကဓာတ်ပုံတွေတင်မယ် even အဲ့ဒီတင်မယ်နော်တကယ်လုပ်တဲ့ပုံတွေတင်မှာနော်တကယ်လုပ်တဲ့ပုံတွေတင်ဖို့အရေးကြီးပါတယ်တကယ်အလုံးမလုပ်ဘဲနဲ့မိသားဖွဲ့လေးမှာနော်သွားပြီးမှဓာတ်ပုံတွေရိုက်ပြီးမှကောက်တင်လိုက်တယ်ကျွန်တော်ရုပ်ရှင်ပြပါတယ်နော်ချို့ရှိပါတယ်တချို့ဆရာတွေကဘယ်လိုလုပ်လဲဆိုရင်ပြောပြမယ်နော်အဲ့ဆရာတယောက်ဆိုရင်သူအစတိုင်းနေပြည်နယ်ဘောလုံးပွဲရှိရမလားအောင်ဆန်းခွင်းပါလေတိုင်းနေပြည်နယ်ဘောလုံးခွင်းဟိုမှာရန်ကုန်နဲ့မန္တလေးဘောလုံးကန်နေရန်ကုန်တိုင်းနဲ့မန္တလေးဘောလုံးကန်တော့ပြီးမှာနော်ပွဲကြီးပြိတ္တတွေပြန်ထွက်လာတဲ့ခါမှာအဲ့ဆရာဘာလုပ်လဲဆိုတော့ယူလုပ်လိုက်ပြီးတော့မှဓာတ်ပုံရိုက်တယ်အဲ့ဒါသူ့ခရူးစိတ်မှာလာတဲ့နော်သူ့ရဲ့တရားနာပြိတ္တဆိုပြီးမှနော်ဓာတ်ပုံရိုက်ပြီးတော့မှနိုင်ငံခြားကိုတင်လိုက်တော့နိုင်ငံခြားတွေတော့ဆရာအောင်မြင်လိုက်လားဆရာခရူးစိတ်ကလူတွေအများကြီးပဲနော်အဲ့ဒါသူ့ communication ကလှုပ်ရှားတဲ့ communication เนาะအဲ့တော့ကျွန်တော်တို့က written communication လို့ပြောတဲ့အခါမှာအခုကျွန်တော် Viber မှာတင်မယ်เนาะ even အဲ့ဒီမှာတင်မယ်เนาะအဲ့လိုမလုပ်မိဖို့သတိပြုဖို့အရေးကြီးပါတယ်เนาะ visual communication เนาะကျွန်တော်တို့ကပုံဆွဲပြီးတော့မှเนาะဆိုတော့ပုံလေးနဲ့เนาะရှင်းပြတယ်ရေးပြအခုဆိုရင်ဒါ visual ပေါ့เนาะအခုကျွန်တော်က screen share လုပ်ထားတယ်เนาะဒီပုံလေးနဲ့เนาะကျွန်တော် share ပြီးမှဝင်ကအဲ့ဆို visual communication เนาะပြီးတော့ listening communication เนาะဖုန်းနဲ့နားထောင်မယ်
ဆရာနေကောင်းတာဘယ်လိုလဲအချင်းကြီးနော်အော်မတွေ့ရချပြီနော်ခီးသွားနေလားနော်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်ကနော်ဆရာညီညီကကျွန်တော်အဲ့ဒီရေးထားတဲ့ဟာလေးကိုကြည့်ပြီးတော့မှဆရာမတွေ့ရကြပြီနော်အေးဟုတ်တယ်ကျွန်တော်ပြပရောက်နေတယ်ပြန်လာရင်တွေ့ကြအောင်ကျွန်တော်ကစာလေးရေးလိုက်နော်ဆိုတော့ဒါ communication ဟုတ်ပြီ communication လုပ်တဲ့အခါမှာလေနော်ကျွန်တော်တို့ကအမှန်ကန်ဖြစ်ဖို့ consistent ဖြစ်ဖို့နော်အပြုသဘောနဲ့ရှေ့တစ်မျိုးနောက်တစ်မျိုးနဲ့နော်မျက်နှာရအောင်လုပ်တဲ့communication မဖြစ်ဖို့အရေးကြီးတယ်ဆိုတော့ပွင့်လင်းမြင်သာမှုနော်ပွင့်လင်းမြင်သာမှုရှိရမယ်ဆက်သွယ်ပြောဆိုမှုအရေးကြီးတယ်ကိုယ့်ရဲ့အသံနေအသံထားဘယ်လိုပုံစံနဲ့ကျွန်တော်တို့ဆက်သွယ်ပြောဆိုနေလဲနော်ကိုယ့်ရဲ့အထင်အမြင်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ယူဆချက်နဲ့ကောက်ချက်မချလိုက်မိဘူးနော်အခါလေးမှာကျွန်တော်ကအထင်မြင်ယူဆချက်နဲ့ကောက်ချက်ချလိုက်ပြီးတော့မင်းကဘာလဲကွာမင်းဒီလိုလုပ်နေတာတော့မကောင်းဘူးဟာဆရာဘာဖြစ်လို့လဲမင်းခုနေရတယ်လို့ဟာဆရာကျွန်တော်သဘောရိုးနေပါဆရာထင်တယ်လို့ကျွန်တော်ဒီလိုလုပ်တာမဟုတ်ပါဘူးနော်ဆိုတော့တခါလေမကောကအထင်နဲ့ခံစားချက်နဲ့ယူဆချက်နဲ့နော်လို့ပြောလိုက်ရင်တစ်ဖက်သားမဟုတ်ဘူးဆိုရင်ကျွန်တော်ရဲ့ဆက်ဆံရေးကပြတ်ပြောင်းသွားမှာနော်ကျွန်တော်ရဲ့ဆက်ဆံရေးပြတ်ပြောင်းသွားမယ်နော်ဆက်ဆံရေးဆိုတာပြတ်ပြောင်းဖို့လွယ်တယ်တိဆောက်ဖို့တိတ်ခက်တယ်နော်အဲ့တော့ကျွန်တော်တို့အခုလိုမျိုးနိုင်ငံတော်သားနာပူပေါင်းနှုတ်ဆောင်တဲ့အခါမှာနော် communication ဆက်သွယ်ပြောဆိုမှုတိတ်အရေးကြီးပါတယ်ဒါကိုယ့်ရဲ့ပြောတဲ့စကားကနော်သူတစ်ပေါက်ကိုနာကျင်စေတဲ့စကားလားနော်တိဆောက်မှုကိုဖြစ်စေတဲ့စကားလားပျက်စီးမှုကိုဖြစ်စေမယ့်စကားလားနော်ဒါတိတ်အရေးကြီးပါတယ်နော်တိတ်အရေးကြီးတယ်နော်ဒါကြောင့်ကျွန်တော်တို့အခုလိုမျိုးနော်နိုင်ငံတော်သားနာကိုနော်တက်လက်အားဖြင့်သင်တန်းတွေအတူတကွပူပေါင်းလို့ဆောင်ခြင်းအားဖြင့်ကျွန်တော်ပူပေါင်းလို့ဆောင်တဲ့အခါမှာနော်ထည့်စွာပူပေါင်းလို့ဆောင်ခြင်းဖြစ်ဖို့အရေးကြီးတယ်အဲ့လိုထည့်စွာပူပေါင်းလို့ဆောင်ခြင်းဖြစ်ဖို့အတွက်အခုကျွန်တော်တို့လေ့လာနေတဲ့ခရစ်တော်ကိုဗိုလ်ပြုလို့မှစီခွန်လုံးကြောင့်လေ့လာတယ်အခု communication နော်လှုပ်ရှားမှုပန်းနိုင်တို့ညီညွတ်တလုံးတော်ဒီရောက်ရှိရန်ဆက်သွယ်ပြောဆိုမှုကိုအချင်းချင်းတယောက်နဲ့တယောက်အကြားရှင်းလင်းမြင်သာမှုရှိရန်ပွင့်ပွင့်လင်းလင်းပြောဆိုရန်အရေးကြီးပါသည်နော်တရားပွင့်လင်းပြောဆိုဖို့ဟိုတယောက်နဲ့တယောက်အထင်နဲ့အမြင်နဲ့မလုပ်ဘူးဆရာမှုဖို့မကျေနပ်ဘူးဆိုရင်နော်ရှောက်မပြောနဲ့အဲ့ဒါရှောက်ပြောလိုက်ရင်အတင်းဖြစ်သွားရှောင်းဖို့ကမကျေနပ်ဘူးလို့စိတ်ထဲမှာခံစားရင်ဖုန်းဆက်ပြီးတော့ဆရာမှုဖို့ရေကျွန်တော်ဒီလိုပါဒါမှမဟုတ်ဆရာအေးလာကိုကျွန်တော်ကစိတ်ထဲမှာဖြစ်တယ်အရှောက်ပြောနေအပြင်မှာရှောက်မပြောနဲ့နော်ဆရာအေးလာကိုဖုန်းဆက်ပါဆရာအေးလာကျွန်တော်ဒီလိုခံစားရပါတယ်ဆရာအေးလာရဲ့အပြောဆိုအပြုတ်ကိုနေထိုင်နေနော်ကျွန်တော်ဒီလိုခံစားဟုတ်ပါသလားနော်ဒါမှမဟုတ်ကျွန်တော်ကိုဆရာဂျိုးကငါတို့တစ်ချိန်လုံးတင်နေပေးငါတို့ကိုတစ်ချိန်လုံးထုနေတာပဲငါတို့ကိုတစ်ချိန်လုံးဆူနေတာပဲအဲ့လိုခံစားရရင်နော်အခုကျွန်တော်တင်နေပေးပြီးကျွန်တော်ဖုန်းနံပါတ်ခေါ်လိုက်ပါနော်4119566ဆရာဂျိုးရဲ့တင်နေပေးတာကျွန်တော်တို့ဆူနေရလားနော်ပွင့်လေအဲ့လိုမျိုးမေးပါနော်အဲ့လိုမမေးမနဲ့နောက်မှာဆရာဂျိုးကငါတို့အတင်းထုတယ်ကွာနော်တင်နေတော်ပြီကွာမတက်တော့ဘူးအဲ့လိုမျိုးဟာနော်ကျွန်တော်က communication ကနော်မှန်ကန်တဲ့ communication မဟုတ်ဘူးနော်ကျွန်တော်ဒါကြောင့်တယောက်ကြားထဲမှာနော်တယောက်ကြားထဲမှာယုံကြည်မှုကိုပြတ်ပြားစေမယ်ကျွန်တော်တို့ရဲ့ပြောမယ်ဆိုရင်ဆက်ဆံရေးကိုပြတ်ပြားစေမယ့်အရာတွေကိုမပြောဘူးမလုပ်မိဘူးအရေးကြီးပါတယ်နော်ဒါကျွန်တော်တို့က communication ကတိတ်အရေးကြီးပါတယ်နော်ဆိုတော့ပွင့်လင်းမြင်သာမှုပွင့်လင်းပြောဆိုဖို့အရေးကြီးတယ်ဆိုတဲ့အရာကကျွန်တော်သတိပြုရမယ်အချက်ဖြစ်တယ်ကဲနောက်ဆုံး C ကိုကြည့်အောင်နော် credibility နော် credibility ခုန consistent နဲ့တွားပြီးတော့ success နော်ဆိုတော့ဒီ C ခုလုံးကပြောမှဆိုရင်တစ်ခုနဲ့တစ်ခုဆွဲထုတ်ပြီးတော့မှတိတိုင်မဲ့ယူလို့မရအောင်ဒီ C ခုလုံးကခရစ်တော်၌နော်ပေါင်းဆက်ထားတဲ့အရာဖြစ်တယ်နော်ခရစ်တော်ရဲ့ပြည့်စုံခြင်းကနေကျွန်တော်ကနော်ခွဲထွက်ပြီးတော့မှနော်ရှင်းပြတဲ့အရာလေးတစ်ခုဖြစ်တယ်နော်ဒါတော့ဒီမှာ credibility ယုံကြည်မှုပြောတဲ့အခါမှာ reputation နော်ကိုယ့်ရဲ့ဂုဏ်သိက္ခာနော်ကိုယ့်ရဲ့အကျင့်သီလနော် reputation
ကိုလူတွေကဘလောက်လေးစားတယ်ကိုလူတွေကဘလောက်နော်အထင်ကြီးတယ် reputation ကိုယ့်ရဲ့ဂုဏ်အသရေကဘယ်လိုရှိလဲ trust ကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့ business ကိုလုပ်တဲ့အလုပ်နော် authentic အစစ်မှန်ဖြစ်လားနော်စိတ်ချရလားဒါအစစ်မှစစ်ရလားနော် commitment ကိုယ့်ရဲ့စက္ကအနမှုနော်ကိုယ့်ရဲ့နော် regard ကိုယ့်ရဲ့နော်ဆက်ဆံပြောဆိုတဲ့နော်စိတ်နေစိတ်ထားနော် reliable ဒါယုံကြည်စိတ်ချမှုရှိနိုင်ရဲ့လားနော်ဒါအာမခံချက်ရှိရလားနော် integrity ကိုကနော်တကယ်ကိုတမတ်ယူသားမှုရှိရလားဗောနော်အဲ့ဒါတွေကသိအရေးကြီးရနော်တော့ယုံကြည်မှုကိုပြက်ပြားစေတဲ့အရာတွေကဘာတွေလဲဟိုမှာသဘောတူညီမှုထားရတယ်နော်သဘောတူညီမှုမှာငါတို့ကဒီတာနာလုပ်ငန်းကိုကျွန်တော်လုပ်ပြီးဒါကြောင့်ငါတို့ကဒီလိုပူးပေါင်းဆောင်မယ်ဒီလိုရလဒ်တွေဖြစ်လာအောင်ငါတို့လုပ်မယ်နော်နော်ဆိုတော့ဒီလိုရလဒ်တွေဖြစ်လာအောင်လုပ်မယ်ဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့ဒီသဘောတူညီမှုနော်ရေမှန်းချက်ပန်းနိုင်တွေကိုကျွန်တော်တို့ကတာဝန်ခံမှုတာဝန်ယူမှုပြက်ကွက်တယ်ဆိုတာနော်သဘောတူညီမှုပြုထားသောအချက်လက်ကိုတာဝန်ယူတာဝန်ခံမှုပြက်ကွက်ခြင်းနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကယုံကြည်မှုမရှိတော့နော်တကယ်ချင်းမြောက်ကြားထဲမှာဟေးငါတို့ဒီလိုသဘောတူထားတယ်ဒါပေမဲ့တယောက်ကဖောက်လိုက်ရင်သွားပြီနော်သူ့ဘောမှာယုံကြည်မှုပါဖြစ်လေရော့သွားပြီတစ်ခါဖောက်တယ်ရော့သွားပြီနောက်တစ်ခါထပ်ဖောက်တယ်ရော့သွားနောက်တစ်ခါထပ်ဖောက်တယ်သွားပြီနောက်ဆိုရင်ဆက်ဆံရေးတွေပြက်ကုန်နော်ဆိုတော့စက္ကအနမှုကိုချိုးဖောက်ပေါ့ရော်စေခြင်းနော်စက္ကအနမှုကိုချိုးဖောက်တယ်ပေါ့ရော်စေဖះနဲ့ကိုနဲ့စက္ကတ်ထားတယ်လူနဲ့ကိုနဲ့နော်ဂတိပြုထားတယ်အဲ့ဒါတွေကိုကိုကချိုးဖောက်တယ်နော်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဘာဖြစ်သွားမလဲကျွန်တော်တို့ကပူပေါင်းဆောင်ခြင်းကပြက်ပြားသွားမှာဖြစ်တယ်နော်ယုံကြည်ရင်းနှီးမှုနဲ့ဆက်ဆံရေးကိုပြက်ပြားစေတော့အပြောဆိုအပြုမှုတွေနော်ကိုယ့်ရဲ့ behavior နော်ကိုယ့်ရဲ့အပြောဆိုအပြုမှုကထစ်ထစ်ငုံငုံနဲ့နော်တယောက်နဲ့တယောက် view မဆိုင်လို့ပဲနော်အဲ့ဒါဆိုရင်တော့သိအဆင်မပြေဘူးနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဆက်ဆံရေးကပြတ်သွားမှာဖြစ်တယ်ကျွန်တော်ရဲ့ပူပေါင်းဆောင်ခြင်းကပြတ်သွားမှာဖြစ်တယ်နော်ကဲတမတ်ရှိမှုနော်တမတ်ရှိရမယ်အသွေးသားနဲ့ဆိုင်လာရင်နော်ကျွန်တော်တို့ကစိတ်ချနော်အသွေးသားလို့ပြောတဲ့အခါမှာရောသလို့ပေါ့နော်ဆိုတော့ပောထဘာအမတ်ကြီးရဲ့ဇနီးကသူ့ကိုနေ့တိုင်းသွေးဆောင်နော်နေ့တိုင်းသွေးဆောင်တော့โอเคပဲဒါအခွင့်အရေးတစ်ခုပဲဆိုရင်တော့ရောသလဲနော်ကြောင်းပါပဲနော်ဆိုတော့သူ့ရဲ့ယူပေါင်တွေအကုန်ပြတ်ကုန်နော်အဲ့တော့ကျွန်တော်တို့ကအသွေးအသားတမန်မှုနော်ဒီကနေ့ကျွန်တော်တို့ခရိယန်အတိုင်းဝိုင်းထဲမှာဒါမကောက်နော်ဓမ္မဆရာအတိုင်းဝိုင်းထဲမှာလည်းရှိတယ်ဒီအသွေးသားတက်မှတ်မှုတွေနဲ့ဆရာတွေပဲဆရာမတွေပဲအိမ်တော်ရှိတယ်အိမ်တော်ရှိတယ်သူ့ဇနီးတဲ့ကိုထားခဲ့ပြီနောက်တစ်ယောက်နဲ့ပေါင်းတင်တယ်ဟိုကလည်းအိမ်တော်ရှိတယ်တာသမီရှိတယ်ကိုအိမ်တော်ဘက်ကိုထားပြီးနောက်တစ်ယောက်နဲ့တွေ့ခရိယန်ဓမ္မဆရာနော်ခရိယန်ဓမ္မဆရာမယုံကြည်သူပြောတော်မူနော်ဆိုတော့အသွေးသားဧဝံဂေလိကနေဧဝဂေလိဖြစ်ကုန်တဲ့အရာတွေနော်အခုစာရမဏေကသိပါနဲ့တယ်ကျွန်တော်တို့ကိုစုံစမ်းသွေးဆောင်နေတယ်အဲ့တော့အသွေးသားဒါကျွန်တော်တို့ခရစ်တော်သာနာအကျိုးဆောင်ဖွဲ့မှာကျွန်တော်တို့ရဲ့မူဝါဒရှိတယ်ခီးသွားရင်အပြိုဆရာနဲ့လူပြိုဆရာနှစ်ယောက်တည်းခီးမသွားအောင်နော်အပြိုဆရာနဲ့လူပြိုဆရာနှစ်ယောက်တည်းခီးမသွားအောင်နော်အပြိုပဲဖြစ်ဖြစ်အိမ်အောင်ရှိတယ်ဖြစ်ဖြစ်အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်တည်းခီးမသွားအောင်နော်ဒါပါလဲဆိုတော့တာဝန်ယူတာဝန်ခံခြင်းရှိတဲ့သဘောဖြစ်တယ်နော်အသွေးသားနဲ့ပတ်သက်လာရင်နော်လူကနော်စွန်သွေးဆောင်ခြင်းနဲ့မှာအချိန်မီကြာရောက်သွားနိုင်တယ်နော်အဲ့တော့တမတ်ရှိရယုံကြည်မှုငွေကြေးနော်တစ်ချက်ကစသစ္စာရှိရနော်ငွေကြေးတစ်ချက်ကစသစ္စာရှိရနော်ရိုးလေးပါပဲနော်သစ္စာမရှိဘူးဆိုရင်တော့တင်းငယ်သောအမှုကသစ္စာမရှိဘူးဆိုရင်ကြီးသောအမှုမှာဘလို့သစ္စာရှိမှာနော်
ဆိုဘုံတရီဂုံတရီဒါငါတော်တယ်ကျွန်တော်တော်တယ်လို့မဟုတ်ဘူးခရစ်တော်အားဖြင့်ခရစ်တော်ကကျွန်တော်အထက်ကနေကျွန်တော်အားဖြင့်လုံးနေဖြစ်တယ်နော်ဝါကြွားစရာအကြောင်းလည်းတခုမှမရှိဘူးနော်ကိုနာမကြီးအောင်ကိုအထင်ကြီးအောင်အမျိုးမျိုးလုပ်ပြနော်ဒါတွေကနော်မလူလားအပ်တဲ့အရာတွေဖြစ်တယ်နော်အဓိကခရစ်တော်ပဲနော်ဘုံတရီပြီးဖို့ဖခင်ကိုပဲဘုံတရီပြီးဖို့ဖြစ်တယ်နော်ကျွန်တော်လုပ်တဲ့အရာတွေကကျွန်တော်ကိုလူတွေမသိရင်ကိစ္စမရှိနော်တော့စားလေးလို့ပေါ့ဟင်းကွက်တဲ့ကိုစားလေးထည့်လိုက်ရင်ရတာရှိသွားဒါပေမဲ့စားကိုပြန်ရှာလို့မတွေ့တော့နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာဒါမှရှိတဲ့ဆရာဆရာမတွေရဲ့အသက်တာကတာလုံးကလုပ်တဲ့အခါမှာလူတွေအကျိုးဖြစ်သွားပြီးတော့မှဟေးဒါဘယ်သူလုပ်တာလဲကိုပြောက်သွားမယ်နော်ကိုပြောက်သွားမယ်ခရစ်တော်ကပေါ်ရမယ်ခရစ်တော်သားနေနော်လူတွေချီးမွမ်းရကိုးကွယ်ရဖြစ်သွားမှာကိုကပျောက်သွားနော်ဆိုတော့ဗက်ဒ်ဆန်ဆရာယောဟန်ထိုသခင်မူကားတိုးပွားခြင်းရှိရမယ်ငါမူကားဆုပ်ခြင်းရှိရမယ်ထိုသခင်မူကားတိုးပွားခြင်းရှိရငါမူကားဆုပ်ခြင်းရှိရနော်အဲ့ဒါသိအရေးကြီးကြောင့် credibility ခရစ်တော်ရဲ့ဂုဏ်လက္ခဏာတွေကျွန်တော်တက်တာထဲမှာပေါ်လွင်ထင်ရှားနေဖို့အရေးကြီးပါနော်ဒါကြောင့်ကျွန်တော်တို့ပြန်ပြီးခြုံငုံကြည့်လိုက်မယ်ဆိုရင်နော်ထည့်စွာပူပေါင်းဆောင်ရွက်ခြင်းရဲ့ 7 C's နော် C ခုနှလုံးနော်ဆိုတော့ကျွန်တော်ထည့်စွာပူပေါင်းဆောင်နေဖို့ဓမ္မကြည့်မယ်ဆိုရင်နော်ကျွန်တော်မှာအခက်အခဲတွေရှိတယ်နော်ကျွန်တော်ရဲ့ပန်းတိုင်ကဟိုတောင်ထိပ်ပေါ်ရောက်ဖို့နော်နေရာတိုင်းမှာနေနေလှုပ်ရှားမှုတွေဖြစ်နေရမယ်နေရာတိုင်းမှာနေနေအသိတော်တွေဖြစ်လာမယ်လူတိုင်းအေးဝီကြားမယ်နော်တောင်ထိပ်တောင်ပေါ်ဆိုတဲ့ကျွန်တော်ရဲ့ပန်းတိုင်အဲ့ဒီခါမှာနော်ကျွန်တော်တို့တယောက်နဲ့တယောက်ဖေးကူရမယ်နော်တယောက်တယောက်လက်ကမ်းရမယ်ကူညီရမယ်နော်ပူပေါင်းဆောင်ရွက်ရမယ်အဲ့လိုပူပေါင်းဆောင်ခြင်းမရှိဘူးဆိုတော့ကျွန်တော်တို့ကတောင်ပေါ်တောင်ထိပ်ဆိုတဲ့ခီးဆုံးပန်းတိုင်ကိုမရောက်နိုင်ဘူးနော်အခက်ခဲဆိုတာရှိပြီအဲ့တော့ညာဘက်ကပုံလေးကိုကြည့်မယ်ဆိုရင်နော်ကျွန်တော်တို့ကဒါဆက်ကဒိတ်ဘက်ကမထင်မှတ်တဲ့ပြဿနာတွေနော်ဖြစ်နိုင်ွယ်ရှိတဲ့ခက်ခဲတွေစိန်ခေါ်မှုတွေနော်ရှိလာရင်ငါတို့ဘလို့အဖြစ်ရှာမယ်ဘလို့ပူပေါင်းဆောင်ရကြမလဲနော်ဘလို့နော်နီလန်းထုတ်ကြမလဲဆိုတာသိအရေးကြီးတယောက်တယောက်အပြစ်တင်နေဖို့မဟုတ်ဘူးဒါပေမဲ့စာတမနာကခလောက်ဆန်နေကြားထဲမှာတယောက်တယောက်နားလည်မှုလွယ်မအောင်တယောက်တယောက်ယုံကြည်မှုပြတ်ပြားအောင်လာပြီးခလောက်ဆန်မယ်တချို့ကလိုက်ကြားထဲမှာတွေးခွဲနော်တွေးခွဲတချို့ကမနာလို့တော့ဟိုဘက်ကိုတမျိုးပြောဟိုဘက်တမျိုးပြောနော်အဲ့လိုလူသားတွေရှိတယ်အဲ့လိုဆရာသမားတွေရှိတယ်ဟေးမင်းတို့ဟိုဘက်ကရန်နေမပေါင်းနဲ့နော်ဟိုမှာထုံးမဲ့တမျိုးသွားပြောတယ်ဟိုဘက်ကိုသွားရင်လေဟေးမင်းတို့နော်ကြည့်လို့ကြအောင်နော်ဆိုတော့ကျွန်တော်တို့ကသူများသွေးခွဲတဲ့ဟာကိုပါသွားမလားသူများသွေးခွဲတဲ့ဟာကိုပါမယ်ဆိုရင်တော့ကျွန်တော်ကကိုယ်ပိုင်ခံချက်မရှိလို့ဖြစ်တယ်ဟဲ့ငါ့ကိုဘာလာပြောနေငါဘာလို့လဲဆိုတော့ငါသိတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာလာသတိပေးတာကျေးဇူးတင်ပါကျွန်တော်ဘာလုပ်နေဆိုတော့ကျွန်တော်သိပါတယ်ကျွန်တော်ကိုယ်တိုင်သိတယ်ဒါသိအရေးကြီးတယ်မဟုတ်ဘူးဆိုရင်တော့သူများလာပြောတိုင်းရိုင်သွားမယ်ဟုတ်လားရိုင်သွားပါသွားပြီခဏနေတော့နောက်တစ်ယောက်လာပြောပြန်ရိုင်သွားပါသွားပြန်ပြီဆိုတော့အဲ့ဒါကိုယ်ပိုင်ခံချက်မရှိဘူးနော်ရှင်းရှင်းလင်းလင်းမရှိဘူးနော်ကျွန်တော်မှာနော်ကိုယ်ပိုင်ဆိုင်မှုကိုယ် ownership မရှိဘူးနော်ကျွန်တော်မှာနော် consistent မရှိဘူးနော်ဆိုတော့အဲ့ခုလုံးပြန်ကြည့်မယ်ဆိုရင်နော်ခရစ်တော် Christ နော်ခရစ်တော်ကနေဖြာထွက်လာတဲ့စီခုလုံး conviction ကိုယ်ပိုင်ခံချက် clarity ရှင်းလင်းပြတ်သားမှု creativity တီထွင်စမ်းသစ်မှု co-ownership နော်ရှေ့ရဝင်တယောက်တို့ပိုင်ဆိုင်ဒါငါလုပ်ငန်းဒါငါပိုင်ဆိုင်ငါရဲ့ပစ္စည်းနော် consistent ရှစ်တမျိုးနောက်တမျိုးမဟုတ်ဘူးတကယ်ကိုနော်ထုတ်ထမြအရင်ကလည်းဒီလိုပဲအခုလည်းဒီလိုပဲနော်ဒါကျွန်တော်စာသင်ခန်းစာတစ်ခုရှိတယ်နော်အမြဲတမ်းသစ်လွင်လန်းဆန်းနေရမယ်အမြဲတမ်းသစ်လွင်လန်းဆန်းနေရမယ်ဖခင်နဲ့ကျွန်တော်ရဲ့ခွိုက်တန်းယူခြင်းချင်းမကိုးကွယ်ခြင်းဒီပြောင်းလဲခါစားနဲ့အခုချိန်မှာအတူတူပဲလားပြောင်းလဲခါစားတော့တက်ကြွပြီးတော့မှမနဲ့မိုးလင်း
ဟို2နာရီ3နာရီထားပြီးတော့မှဟာလေလုယာ praise the Lord ချီးမွမ်းကိုးကွယ်အခုကျတော့အေးအေးမော်ဒီကိုရောအဲ့လိုလားနော်အမြဲတမ်းတစ်လွင်လန်းဆန်းနေရမယ်အရှင်ကတော့လွန်ခဲ့တဲ့10နှစ်ကတော့အေးဝလီတရားဟောတယ်အခုမဟောတော့ဘူးဆိုရင်အဲ့ဒါမဟုတ်သေးဘူးအရှင်ကတော့တာလုံးငယ်မှာအပြတ်လှုပ်ရှားခဲ့တယ်ငါတို့လူငယ်ဘွားကလေငါတို့အတင်းတော်မှာတော့ငါတို့လူငယ်စီးမှာငါတို့တက်ရွှေပေါင်ခဲ့တာအခုကျတော့မြောင်းလေးရောက်နေပြီဆိုရင်ဘာလုပ်မလဲနော်ခုမြောင်းလေးရောက်နေဘာလုပ်မလဲငါမနစ်ကလေမင်းမပြောနဲ့ငါတို့လုတ်ခဲ့တော့အပြက်လုတ်တာအပြက်လုတ်တာကောင်းတယ်အခုရောလုတ်ရဲ့လားအခုမလုတ်ဘူးဆိုရင်အပြက်ခဲတွေပါမပြောနဲ့တော့နော်ဒီကနေ့ကျွန်တော်ကအမြဲတမ်းတစ်လွင်လန်းဆန်းနေရမယ်ငါတို့လုတ်ခဲ့တာအခုမှလာမပြောနဲ့အဲ့လိုပြောမယ်ဆိုရင်လေအခုကိုယ်တိုင်တက်တည်ပြနော်အရင်တော့လုတ်ခဲ့တယ်အခုလုတ်ခဲ့တယ်နောင်လဲလုတ်အောင်မယ်ခရစ်တော်ပြန်လာထိလုတ်အောင်မယ်သေတဲ့ထိလုတ်အောင်မယ်အဲ့လိုဖြစ်နေရမယ်နော်အဲ့လိုဖြစ်နေရနော် consistent communication နော် credibility နော်အဲ့တော့နောက်ဆုံးပြန်ပြောမှဆိုရင်မြန်မာတပြည်လုံးအေးဝင်ကလေးတရားပြန်လည်ရောက်ရှိဖို့ယုံကြည်သူတိုင်းခရစ်တော်ဘိုလ်ပြုသောစာပါတော်တပည့်တော်မှာဖြစ်ရန်နေရာတိုင်းရက်ကွက်တိုင်းကြေးရွာတိုင်းလူမှုဝန်ကျင်တိုင်းတွင်နေ့လေးနဲ့အသင်းတော်များဖြစ်လာရန်လူမျိုးတိုင်းတွင်ဝိညာဉ်ရေးရာလှုပ်ရှားမှုများဖြစ်လာရန် 7C ဖြင့် C ခုနှလုံးဖြင့်ထိရောက်စွာပူပေါင်းဆောင်ရွက်ကြပါစို့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်။ဘုရားခင်ကောင်းပေးပါစေ။